ဗမာနိုင်ငံအဆေးရသောနိုင်ငံအဖြစ် least developed country လို့ခေါ်တဲ့အဆေးရသောနိုင်ငံအဖြစ်ကြော်ညာခံခဲ့ရတယ်1980အောက်တိုဘာလ29နောက်မကြဘူး88ဖြစ်တယ်ကျွန်တော်15နှစ်အဲ့တော့ကမ္ဘာဆင်းသောနိုင်ငံအခုနှစ်20အစိတ်ကြာပြီးတော့ဝင်းသားစာသတင်းကြာမင်းတို့နိုင်ငံကမ္ဘာဆင်းသောနိုင်ငံမဟုတ်တော့ဘူးဟာဝင်းသားကျောင်းနိုင်ငံဘာဖြစ်သွားမင်းတို့နိုင်ငံကမ္ဘာဆင်းသောနိုင်ငံမဟုတ်တော့ပါဘူးမင်းတို့နိုင်ငံအခု LDC မဟုတ်တော့ပါဘူးတဲ့ဘယ်ကဏ္ဍမှာမှမအောင်မြင်တဲ့အရာရာတွင်းဆုံးကြနေတဲ့ fail state အကုသိုလ်နိုင်ငံကြီးဖြစ်သွားပါပြီခုကျွန်တော်တို့နိုင်ငံကအရာရာတွင်းဆုံးကြနေတဲ့အကုသိုလ်နိုင်ငံဟာဒီလိုငဘောစာအုပ်တွေမဖတ်ပါနဲ့ကျွန်တော်အဖေတော့ဒီနေ့ညနေ6နာရီမှာပဲကွယ်လွန်သွားပါပြီဗျာဟာဟာတဲ့သူများဖေသေးတာရည်စရာလားခင်ဗျားဗျာသူများဖေရဲ့နာရီကိုခဏပါပြီလို့ဟာပေးရတာလဲဗျာပြီးတော့ तू ကပေးတယ်လို့ပေးတယ်ကွာဒါပဲတဲ့ဒါပဲဆိုဆဲတာနော်ကျွန်တော်ပါးစပ်ကမထွက်လို့ဒါပဲဆိုဆဲတာမင်းမတင်းချမ်းကုန်လိုက်သွားသရောင်းစားဟာအကောင့်ကြည့်လိုက်တော့လူပုံမပါဘူးအောက်တန်းကြတဲ့ဟာတွေသာရေးနေတာတင်ထားတာဖုံးကြီးပုံရှိုးတကုံပုံကိုရပုံလုတ်ပုံတတ်တီရလည်းတစ်စက်မှမရှိဘူးအဲ့တော့ကျွန်တော်တိုင်းပြည်ကျွန်တော်နိုင်ငံရဲ့အနေအထားအဲ့တော့ခုနကျွန်တော်ဆက်ချင်တဲ့ဟာကိုလာပြီဘာသာတရားပေါ်မှာလည်းလေးလေးနက်နက်မရှိဘူးနားလည်းမလဲမြတ်စွာဘုရားရှင်ကတိတ်ဆိတ်နေလိုတာလားဒီစကုနဲ့တွန်းညင်တာလားမြတ်စွာဘုရားဘယ်လိုစံပယ်တော်မူချင်တာလဲတိတ်ဆိတ်စံပယ်တော်မူလိုတာလားဒီစကုနဲ့တွန်းညင်တာလားကဲပဲနဲ့တွန်းညင်တာလားစုံညာပေါက်ကွဲဗျာဘာမကောက်ကျဆရာတော်ဖေးကြီးကမိန်တယ်ရှက်ဖို့ကောင်းတယ်ကွယ်တဲ့မင်္ဂလာတော်ဖွင့်တဲ့ချင်းနဲ့ဖုန်းကြောင့်ဖွင့်တဲ့ချင်းတူတူပဲဖုန်းကြီးတိတိလင်္ကာမှာနေခဲ့ဖို့ပါတယ်တဲ့ဓမ္မတေးပါလူတွေရဲ့ကာယဝါဒကိစ္စကလူတွေရဲ့ကိစ္စပါခုတော့တို့နိုင်ငံဘုန်းကြီးကျောင်းမှာဖွင့်တဲ့ချင်းနဲ့ဓမ္မရောဖွင့်တဲ့ချင်းရက်ကွက်ထမှာဖွင့်တဲ့ချင်းတူတူပဲဘုံကထိန်လဲတာအိုးစုံညာပေါက်ကွဲလက်ကျစစ်စုလဲတာပို့ဆိုးသေးခြေသုံးကိုတော်ကြီးကဖြူဖြူကျော်သိန်းနဲ့အလဲကနေခဏတော်နဲ့နောက်ဆုံးကဝမ်းစုခိုင်သိန်းနဲ့ချမ်းမြေမောင်ချုပ်လေးနဲ့မှမလဲရရင်ငါမကြွားဘူးလို့ပြန်ဖះမိတ်မြန်ထားသလားမသိဘူးလှုပ်ပုံ9ပါးသီလား10ပါးသီလား9ပါးသီလား10ပါးသီလားရင်းနေတဲ့ကိုတော်လေးနဲ့တွေ့ရင်ကျွန်တော်ရှောက်ရှင်ဖះနည်းနည်းများတယ်ဖះဘာဖြစ်လို့တော့တိုင်းပြည်အတွက်ကတပါးလောက်ထိန်ကိုရပါတယ်ဖះဘယ်ပါထိန်ရမှာတော့အဒိဏဒါနာဝေဒမနိသိခါပဒတမာရိယာမိတိုင်းပြည်ပစ္စည်းမခိုးဝင်ကိုကောင်းလာပါပြီဖះလို့ကိုတော့ကတော့တခိုးကြီးပဲရှက်လည်းမရှက်ဘူးလာစာ9သိန်းလာစာလေးက9သိန်းစီးတကသိန်း900တန်တယ်နေတဲ့ညာသိန်း9000ဘဏ်ထဲမှာသိန်း9000ကုမ္ပဏီက9ခုဘယ်ရအောင်မိမစိန်ကတစ်ဖက်နဲ့ရှက်အောင်မလဲမသိဘူးကြောက်အောင်မလဲမသိဘူးဘာဖြစ်လဲပတ်ဝန်းကျင်ကြီးတစ်ခုလုံးကပျက်စီးသွားတဲ့အတွက်တကယ်လို့သာပတ်ဝန်းကျင်ကကောင်းနေမယ်ဆိုရင်အဲ့ဒီမိမစိန်ကတစ်ဖက်နဲ့လုံနေရင်ပတ်ဝန်းကျင်ကြည့်ရမယ်ဟာဟိုမှာလာပြီဟိုမှာတွေ့လားဟိုမှာလေတခိုးမကြီးလားတွေ့လားဟိုမှာယောက်ျားတခိုးကြီးလေဟာသူမိမကစနေတွေ့လားအဲ့ဒီမျိုးလုံးတန်တွေကိုမခံနိုင်တာနဲ့အဲ့ဒီမိမစိန်ကမပိုင်ရဘူးခိုးတော့ခိုးထားတယ်ဒါပေမဲ့တိမ်ငယ်လေးဟိုနားမှာလည်းလူတော်မတိုးဒီနားမှာလည်းလူတော်မတိုးဟာဒီမှာဆာညီမင်းတို့ကြောက်လာပါပြီဆိုဆာညီမင်းတို့ကဆွတ်တဲ့အစုပ်လေးနဲ့တော့မအင်ဂျင်နော်လေးနဲ့ဟာဆာညီမင်းတို့ကြိုးတဲ့လူတွေအများကြီးပဲဘာဖြစ်လို့လဲဆာညီမင်းတို့ကစာရေးစရာချမ်းတော့မချမ်းသာဘူးဒါပေမဲ့ကိုယ်သိခါရှိတယ်ကွာအဲ့ဒီချိန်မှာစိန်ကနဲ့လူကဝစ်နေရမှာကိုတော့တိုင်းပြည်ကစိန်ကမော့ဆွတ်တဲ့အစုပ်လေးနဲ့ကောင်ဝစ်နေရမခိုးတဲ့ကောင်ဝစ်နေရခိုးတဲ့ကောင်ထောင်းကျွန်တော်ပြောတဲ့အတိုင်းပြည်ပြက်နေတယ်ဆိုတာမြင်ပြီလားဘာသာတရားပေါ်မှာလည်းကျွန်တော်တို့လေးနက်မှုမရှိပါဘူးပြန်ပြီးနှုတ်ဆက်မယ်ဗျမင်္ဂလာပါအချင်းချင်းရောက်ပါတယ်ဘကိုဒီဘက်ရပိုင်းနေမှာလည်းဒီနားလမ်းကျောတစ်လျှောက်သွားလိုက်ပြန်လိုက်ပြောနေရပါတယ်ခုအချိန်က9:44အမှတ်ရလွယ်အောင်ဆိုရင်9:45ပေါ့နော်9:45ပြောမှာ2ယောက်တည်းပြောမှာပါကျွန်တော်နောက်မှာစာချီဦးညိုရှိမယ်အဲ့တော့ဖြည်းဖြည်းစစ်စစ်နဲ့ကျွန်တော်တို့ပြောချင်တဲ့စကားလေးတွေကိုဒီကနေ့ကြွားလာတဲ့ဘကိုးမှာရှိတဲ့မိတ်ဆွေများနဲ့ဖလှယ်ချင်ပါတယ်လောလောဆယ်တော့ကျွန်တော်တော်တော်ဆဲခံနေရတယ်ဗျလောလောဆယ်တော့စာပေဟောပြောနေတဲ့သူတွေကတဲ့စာပေဟောပဲဆိုပြီးနိုင်ငံရေးအကြောင်းတွေပဲပြောနေတယ်တဲ့ကြားပြီးရိုက်စကား
2015မတိုင်ခင်ကတည်းကအခု2020ရောက်ပြီဟုတ်တယ်2015မတိုင်ခင်တုန်းကနိုင်ငံရေးစကားတွေတော်တော်ပြောရတယ်ဒါလည်းတိုင်းပြည်ရဲ့လိုအပ်ချက်အရပြောရတာကျွန်တော်အခုစိတ်မကောင်းဖြစ်နေတာဘာလဲဆိုရင်ကျွန်တော်တို့ဝေဖန်ရေးကိုလိုချင်တယ်ဝေဖန်တာကိုလိုချင်တယ်ဒီမိုကရေစီရဲ့အနှစ်သာရဝေဖန်ရေးဗျစစ်မှန်တဲ့ဝေဖန်ရေးဆဲစာမဟုတ်ဘူးနော်ဆဲတာလွယ်တယ်နော်ပါစက်ရှိတဲ့လူတိုင်းဆဲလို့ရတယ်ဖုန်းကတ်ကို900 1000နဲ့ဝယ်ထည့်ပြီးဘေး900ဘိုးလောက်ထည့်သုံးရင်ဆဲလို့ရပြီအဲ့ဒီဆဲနေတဲ့လူတွေကိုကြည့်တော့လေတတိမရှိဘူးအကောင့်အတုတွေနဲ့ဆဲရင်လည်းတတိရှိရှိဆဲလေဝေဖန်ရင်လည်းအကျိုးနဲ့အကြောင်းနဲ့ဝေဖန်လေကျွန်တော်တို့ကအခုနိုင်ငံတော်သမ္မတတယောက်ကိုဝေဖန်တယ်ဆိုတာကျွန်တော်ညီမင်းညိုကဝေဖန်တယ်ဆိုပြီးပြောနေတာနော်ကျွန်တော်ဘာနဲ့နားလဲမလားမသိဘူးဘယ်ဝင်ကြီးချုပ်တယောက်ကိုကျွန်တော်တို့ပြောနေဆိုကျွန်တော်ညီမင်းညိုကပြောနေတာနော်ပြဿနာဖြစ်ရင်ကျွန်တော်ရှင်းပါတရားစွဲရင်ခံမယ်ကျွန်တော်တို့လည်းသူများကိုဝေဖန်ပါတယ်ဝေဖန်ပါတယ်ကျွန်တော်တို့ဝေဖန်တာကိုလည်းကျွန်တော်တို့လိုချင်တယ်ဒါပေမဲ့ကျွန်တော်တို့ကျတော့ဝေဖန်တာမဟုတ်ဘူးပြသူကဆဲနေတာအတိတ်ပဲမရှိဘူးဒါပေမဲ့ပို့ဆိုးတာအဲ့လိုပြောနေတဲ့လူတွေကတခြားလူတွေထက်စာပေသမားတွေဖြစ်နေခက်တာမသိတဲ့လူတွေလည်းမဟုတ်ဘူးဒဇိမ့်တွေလည်းမဟုတ်ဘူးကျွန်တော်ကအတဲ့ပြောလိုက်ရင်သူတို့ကြိုက်ချင်မှကြိုက်သူတို့ဘယ်ချိန်ထိဆဲနေမှာလဲလို့မင်းရင်ကျွန်တော်အဖြေပေးလို့ရတယ်သူတို့ကိုမဖိတ်မချင်းဆဲနေမှာကျွန်တော်ဘယ်တော့နားလဲလားမသိဘူးသူတို့ကိုမဖိတ်မချင်းဆဲနေမှာသူတို့ကိုဖိတ်ပြီးစင်မော်တင်လိုက်တော့စကားကိုလိပ်ပတ်လဲအောင်ပြောတာလားလို့မေးတော့ပြောတောင်းပြောဝေဖန်ပါဝေဖန်လို့ရပါတယ်ဒါပေမဲ့ academic ကြပညာပါနော်ကျွန်တော်တို့လည်းတောက်လျှောက်ကျွန်တော်တို့စစ်တပ်ကိုလည်းဝေဖန်ခဲ့တယ်သမ္မတတွေကိုလည်းဝေဖန်ခဲ့တယ်ဝန်ကြီးချုပ်တွေကိုလည်းဝေဖန်ခဲ့တယ်နောက်ဆုံးကိုပြောရရင်ပဲခူးတိုင်းဝန်ကြီးချုပ်ဦးဝင်းသိန်းကျွန်တော်ဆိုပေါ်တင်ပြောတာမကြိုက်ဘူးကျွန်တော်ဆိုရင်ကအေးရောရှင်းတယ်နော်ကျွန်တော်ပြောတာညီမင်းညိုကမကြိုက်ဘူးပြောတာကဲဘာမကြိုက်တာတော့ဆရာဆရာမတွေကိုပြောတဲ့စကားကျွန်တော်မကြိုက်ဘူးကြားမယ်ထင်တယ်နော်ဆရာဆရာမတွေကိုမပြောင်းအောင်ရွာကောင်တွေရီးစားစကားပြောလိုက်ဆိုတဲ့စကားမျိုးသူကတော့ရီးစရာပြောတာကျွန်တော်သိတယ်နော်ဦးဝင်းသိန်းနဲ့ကျွန်တော်နဲ့ဒဇိမ့်နေမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်မကြိုက်ဘူးကျွန်တော်မကြိုက်တာကိုကျွန်တော်ရိုးရိုးပြောတယ်ကျွန်တော်တာဝန်ခံပြီးပြောတယ်မနေ့တနေ့ကတက်လာတဲ့ဓာတ်ပုံတစ်ပုံမှာကျန်တဲ့လူတွေအားလုံးကပုံမှန်ခုံလေးတွေနဲ့ထိုင်ပြီးသူတို့၃ယောက်ကဆိုဖာကလထိုင်နေကျွန်တော်မကြိုက်ဘူး2020ရွေးကောက်ပွဲကနီးနေပြီလူအစဲခံအောင်မလုပ်ပါနဲ့ဒါကျွန်တော်နမူနာပြောတာနော်ကျွန်တော်ဝန်ကြီးတို့ကိုပြောချင်လို့မဟုတ်ဘူးနမူနာပြောတာကျွန်တော်တို့ကကိုယ်တာဝန်ကိုယူပြီးပြောတယ်အခုပြောနေတာဘာလို့လဲညီမင်းညောပြောတာဘာလို့ပြောတာလဲဝန်ကြီးတို့ကိုပြောတာဘာပြောတာလဲအဲ့ဒါပြောတာအမကျင်ဘူးလားမကျင်နိုင်ဝန်ကြီးတို့တရားဆွဲကျွန်တော်ဒီတိုင်းတော့လာဖမ်းခိုင်းလို့မရဘူးတရားဆွဲလို့တရားကလက်ခံရင်ကျွန်တော်ကိုတရားကစဉ်းစားပို့မယ်စဉ်းစားပို့ရင်ကျွန်တော်သွားပြီးတော့ရင်ဆိုင်စားရှိရင်ဆိုင်မယ်တရားကအပြစ်ရှိတယ်လို့ယူဆိုင်ရင်ကျွန်တော်ကိုထောင်ချလိုက်မယ်အပြစ်မရှိဘူးလို့ယူဆိုင်ကျွန်တော်လွတ်ပေးလိုက်မယ်ဒါပဲယောက်ျားပြည်သားပေါ့ခုကျွန်တော်တို့နည်းနည်းလေးအာယုံနောက်တယ်အာယုံနောက်ရပါတယ်ကျွန်တော်အခုနောက်ဆုံးစာအုပ်တော့ထွက်တယ်ကျွန်တော်တက်အခု46နှစ်အဲ့တော့ကျွန်တော်46ပေါ့အမှတ်တရပေါ့46နှစ်အတွက်ဝတ္ထု46ပေါ့စာမျက်နှာနည်းနည်းများသွားတယ်464မျက်နှာအဲ့တော့ရောင်စီလဲနည်းနည်းများပူသွားတယ်ပေါ့ရောင်စီ6000ဒါပေမဲ့အောင်စရာကောင်းတယ်2000 3000တန်စာအုပ်တွေတဲ့အဲ့6000ပူရောင်းရတယ်လူတွေရဲ့သဘောကလည်းဘာလဲတော့ကျွန်တော်လည်းမသိဘူး2000 3000အဲ့လောက်မရောင်းအောင်ဘူး6000တန်စာအုပ်ပူရောင်းရတယ်ကျွန်တော်ခေါင်းစဉ်လေးတက်ထားတယ်2006မှ2019အထိရေးခဲ့တော့အမှတ်တရဝတ္ထုတို့များအဲ့ကိုယ့်အသက်ကိုအမှတ်တရလောက်တာဖြစ်တဲ့အတွက်46ပုတ်လိုအပ်လို့ပြောတာပါဒီစကားအဲ့ဒီ46ပုတ်ထဲမှာဟိုနယ်ကဒီနယ်ကဟိုနေရာကဒီနေရာကဘယ်ဝတ္ထုကိုကြိုက်လို့ဒီဝတ္ထုကိုကြိုက်လို့စုချင်းမြင့်တဲ့ဝတ္ထုက10ပုတ်လောက်ပါတယ်ကျွန်တော်ရေးတာနော်သူကသူစုပေးတာဒါတော့ကျွန်တော်မတတ်နိုင်ဘူး
တနစ်တာအကြိုင်ဆုံးဝတ္ထုတွေထဲမှာဒီဝတ္ထုတွေကိုတော့တနစ်တာထွက်ခဲ့တဲ့ဓမြထဲမှာဝတ္ထုတွေရေးတဲ့ဆရာတွေအများကြီးထဲမှာဒီဝတ္ထုတွေကိုတော့အကြိုင်ဆုံးမှာဆိုပြီးစူးစီးတဲ့ဟာ10ဦးလောက်ပါတယ်နှစ်က14နှစ်လေ2006ကနေ2014တိဆိုတော့2020တိ19တိဆိုတော့14နှစ်ဂျပန်ဘာသာပြန်တာတပုတ်ပါဂျပန်အမျိုးသမီးမြန်မာသာပါမောက္ခဗမာကလောင်နာမည်နဲ့မပန်းခက်လို့နာမည်ရပါတယ်သူကြိုက်တဲ့ဝတ္ထုတွေကိုဂျပန်ဘာသာပြန်ပြီးဂျပန်မှာထုတ်ဝေတယ်အဲ့တော့ကျွန်တော်ဒေါ်လာ100ပေးတယ်ဒေါ်လာ100ဆိုတော့ခုငွေနဲ့တွက်ရင်3သိန်းခွဲပေါ့ကျွန်တော်ဝတ္ထုတော်တစ်ပုဒ်ရေးမှာ1000လောက်ရတာလေ3သိန်းခွဲရတယ်ဆိုတော့ပြောတာပေါ့အဲ့ဒီစာအုပ်ဂျပန်ကိုရောက်သွားတဲ့အချိန်မှာလူကဂျပန်မရောက်ဘူးသေးဘူးလူကနောက်မှဂျပန်ကိုရောက်ဖူးတာအဲ့တော့ဘာသာပြန်တယ်အဲ့တော့ပြောချင်တာဒီ46ပုတ်ထဲမှာထင်ရှားကြော်ကြားတဲ့ဝတ္ထုတို့များပါရှိတယ်ဗရမ FM အတန်လွတ်ဇာလန်လုပ်တဲ့ဝတ္ထုတို့ပါတော့အဲ့ထက်မှာပါတယ်ရုပ်ရှင်ရိုက်ဖို့ဝယ်ထားတဲ့ဝတ္ထုသုံးဖို့ရှိတယ်အကြောင်းတော့ရုပ်ရှင်တွေတော့ထွက်မလာသေးဘူးဒါဆိုရင်တော့တားကြီးပေါ်ပဲမဟုတ်တာတော့သိကြပါတယ်ရေးတဲ့ကာလလည်း2006ကနေ2019ဆို14နှစ်အဲ့ဒါကိုကျွန်တော်နံပါတ်လေးတယောက်က line ပေါ်မှာတင်လိုက်တယ်အကိုရေးတဲ့စာအုပ်ရပြီတဲ့ဖတ်နေပြီနော်တဲ့ပြောတာပေါ့ကိုစာအုပ်လေး line ပေါ်မှာမြင်ရတော့ပြောတာပေါ့ဗျာအဲ့တော့အောက်ကတယောက်က comment ရေးတယ်ကျွန်တော်မသိဘူးအဲ့တယောက် comment တစ်ချောင်းနဲ့ရေးတာကျွန်တော်နမနဲ့သူနဲ့တော့မိတ်ဆွေတွေဖြစ်ပါလိမ့်မယ်ကျွန်တော်နမကစင်ကာပူမှာနေတာအဲ့လူကလည်းစင်ကာပူမှာနေတာပါပဲရေးတဲ့ comment တစ်ချောင်းနဲ့အဲ့လိုပေါ်တော်စာအုပ်တွေမဖတ်ပါနဲ့တဲ့ကျွန်တော်စိတ်ဝင်စားတော့သူ့အကောင့်လေးကိုနှိပ်ကြည့်လိုက်ဒီလိုပညာတတ်ဗျာအင်ဂျင်နီယာအသက်40လောက်ရှိတယ်စင်ကာပူမှာနေတာစင်ကာပူနဲ့ရန်ကုန်နဲ့တွားလိုက်ပြန်လိုက်နေမှာပေါ့ပညာတတ်ဗျာဟိုသူများကိုစော်ကားတာအဲ့လောက်လွယ်လားဟိုကျွန်တော်စဉ်းစားပါနော်သူများကိုစော်ကားတာအဲ့လောက်လွယ်လားဟိုဖတ်ကြည့်အောင်လေနည်းနည်းစာအုပ်လေးတော့နဲ့လှမ်းကြည့်အောင်လေဟာခင်ဗျညီမတို့ခင်ဗျတော့ကြွားတယ်လူပဲဗျာခင်ဗျပြောတော့ဝိတု46ပေါ့ခင်ဗျတဘုတ်ကလည်းမကောင်းဘူးပြောလေအကျိုးနဲ့ကြောင်းလည်းပြောဘယ်ပုတ်ကခင်ဗျဘယ်အချက်လက်တွေမှားနေတယ်ဗျဘယ်ပုတ်ကခင်ဗျအကြောင်းအရာတွေကလွဲနေတယ်ဗျဘယ်ဟာခင်ဗျဘယ်လိုအန်ရတွေရှိတယ်ဗျပြောလေမှားရင်ကျွန်တော်ဒူးထောက်လိုက်မယ်ပြောချင်တဲ့အိဗေဟာကျွန်တော်စာအုပ်ကိုလှန်အောင်မကြည့်ဘူးတဲ့လူတယောက်ကဒီလူပေါ်တော်စာတွေမဖတ်ပါနဲ့ဆိုတော့ဒါလွတ်လပ်စွာပြောဆိုခွင့်လားဒါဒီမိုကရေစီလားဒီမိုကရေစီရဲ့သဘောတဘာဝသည်လွတ်လပ်စွာပြောဆိုခွင့်ရှိတယ်လွတ်လပ်စွာဝေဖန်ခွင့်ရှိတယ်လွတ်လပ်စွာဆန္ဒဖော်ထုတ်ခွင့်ရှိတယ်လွတ်လပ်စွာမိုင်းရိုင်းခွင့်တော့မရှိဘူးနော်လွတ်လပ်စွာရန်ကားခွင့်တော့မရှိဘူးနော်လွတ်လပ်စွာအသေးဖြတ်ခွင့်တော့မရှိဘူးနော်ကျွန်တော်အဲ့လူကိုတစ်ချက်ပဲမေးချင်တာမင်းငါနဲ့မျက်နှာချင်းဆိုင်ဆိုရင်ပြောရဲမလားပြောရဲတယ်ဆိုရင်ကျွန်တော်လည်းတည်တည်ငြိမ်ငြိမ်ပဲโอเคမင်းပြောဒါကျွန်တော်ရဲ့လွတ်လပ်စွာပြောဆိုခွင့်ပဲအေးငါလည်းမင်းကိုလွတ်လပ်စွာဆွဲထိုးခွင့်ပဲကွာထိုးမယ်ရှင်းကျွန်တော်တို့တိုင်းပြည်ကျွန်တော်တို့နိုင်ငံရဲ့ကြဆင်းမှုဟာတအားများသွားပြီဝေဖန်မယ်ဆိုရင်အဲ့ဒီဝေဖန်ခြင်းတဲ့လူတယောက်အကြောင်းကိုအဲ့ဒီဝေဖန်ခြင်းတဲ့အမှုပညာအကြောင်းကိုစစ်စစ်ငုံငုံသိအောင်တော့အရင်လောက်ရမယ်မဟုတ်ဘူးလားဗျာရမ်းပြောလို့တော့မရဘူးလေအခုလည်းပဲစာပေဟောပြောပွဲတွေကိုဝိုင်းဆဲနေတဲ့လူတွေကြည့်လိုက်တော့2013တို့2014တုန်းကဟာတွေကိုနားထောင်ပြီးဆဲနေတယ်အခုရောက်နေတာ2020စာပေလောကအချင်းချင်းလေးဆိုတော့မြင်နေရတယ်တွေ့နေရတယ်သူတို့ကိုဖိတ်လိုက်တော့လဲနတ်နတ်တက်ပဲပြလိုက်ပြောတာဦးရဖားရပဲပြီးသက်ကလည်းမကြိုက်ဘူးနောက်လည်းသူတို့မဖိတ်တော့ဘူးရောင်မပြီးတပွဲလောက်ဖိတ်မိတာကိုဘယ်ကောင်တွေကဘလို့မြောက်ပေးသလဲမသိပါဘူးကျွန်တော်ပြောချင်တဲ့စကားကျွန်တော်တို့ပဲနာမည်ကြီးနေတယ်ကျွန်တော်တို့ပဲနာမည်ရနေတယ်လို့ကျွန်တော်တို့ပဲပြောတတ်တယ်လို့ပြောနေတာမျိုးမဟုတ်ပါဘူးဉာဏ်ပညာလေးနဲ့တော့အလုပ်လုပ်စေချင်တယ်ကျွန်တော်ဆိုဒီစေတနာအလင်းပညာဒါနဆိုဘယ်နှခေါက်ရှိမှတော့မသိတော့ဘူးကျွန်တော်ထင်တယ်နှစ်တိုင်းလေးပါဖိတ်နေတာကဘယ်လိုလုပ်မလဲအဲ့တော့စစ်မှန်တဲ့ဝေဖန်ရေးသိဆုံးခြင်းဟာတိုင်းပြည်ရဲ့အကြဆုံးခြင်းပဲနော်ကျွန်တော်တို့ကအဲ့ဒါလိုပညာကိုအခြေခံတဲ့စိတ်တွေမရှိဘဲနဲ့ဒီမိုကရေစီတွေကိုတစ်ဖောက်မှတောင်းနေလို့ကတော့တိုင်းပြည်အန္တရာယ်ရှိတယ်နော်ပန်းတနော်သားကြီးဦးသန့်
ပြောပြီးသားစကားတွေပြန်ပြောရတော့မကောင်းဘူးနိုင်ငံရေးစနစ်တွေအားလုံးနဲ့မှာတဲ့ဒီမိုကရေစီစနစ်ကအကောင်းဆုံးပါတဲ့ကျွန်တော်စကားကိုဖြည့်ပြောမယ်လက်ရှိအရာဒီမိုကရေစီစနစ်ကအကောင်းဆုံးနိုင်ငံရေးမှာပြည့်စုံတဲ့စနစ်ဆိုတာမရှိဘူးဒီထက်ကောင်းတဲ့စနစ်တွေပေါ်ချင်ပေါ်လာလေဦးမယ်အခုလောတော့မပေါ်သေးဘူးပေါ်လာရင်ကျွန်တော်လိုက်ပြောင်းအောင်ပါအမရည်စရာပေါ့ဒီမိုကရေစီတက်ပိုကောင်းတာဟိုမိုကရေစီကပိုကောင်းတယ်ဆိုကျွန်တော်ဟိုမိုကရေစီပြောင်းအောင်ပါအဲ့ကြိုင်ပြောင်းတော့မှကျွန်တော်ဟိုမိုကရေစီရရှိရေးတို့ရေးလုံးပါလောလောဆယ်တော့ဒီမိုကရေစီကအသင့်တော်ဆုံးဒါပေမဲ့ဒီမိုကရေစီဆိုတာတဲ့ပညာနဲ့အုပ်ချုပ်တဲ့နိုင်ငံရေးစနစ်ပညာနဲ့ကျင့်သုံးတဲ့နိုင်ငံရေးစနစ်ဖြစ်ပါတယ်တဲ့ဒါကြောင့်အဲ့ဒီစနစ်ကိုကျင့်သုံးမဲ့အကောင့်ထဲပေါ်မဲ့အစိုးရကောပြည်သူလူထုကောဟာနိုင်ငံသူနိုင်ငံသားတိုင်းဟာဉာဏ်ပညာနဲ့စင်ကြင်တုံတရားနဲ့ပြည့်စုံဖို့လိုအပ်ပါတယ်တဲ့အဲ့ဒီလိုမှမဟုတ်ဘဲနဲ့စင်ကြင်တုံတရားမဲ့စွာဉာဏ်ပညာမဲ့စွာကျင့်သုံးဖြတ်တန်းကြမယ်ဆိုရင်တော့ဗျံပရာဒီမိုကရေစီကိုပဲပေါ်ပေါက်စေပါလိမ့်မယ်ကျွန်တော်တို့ကဖြစ်နေတဲ့အချိန်တောင်းတာကဒီမိုကရေစီပြောနေဆိုနေလုံနေကြိုင်နေတာကမင်းမဲ့စရာစောတော့လူဆိုရင်အသက်က40ပညာတတ်တယ်နေတာစင်ကာပူပြောတဲ့စကားကအစင်တမ်းမရှိဘူးကျွန်တော်ကိုဝေဖန်ရင်ကျွန်တော်ကိုစိတ်ငုံငုံတေချာလေးလာပြီးမှဝေဖန်နေဆိုရင်တော်တော်လေးကျွန်တော်ကဝန်သားမှာပြောချင်တာတော့ဒါအခုကျွန်တော်ပြောချင်တဲ့စကားလမ်းကြောင်းလေးကိုအခြေခံတာမို့လို့နမူနာယူပြောတာပါဒီတဆိုးတဲ့ဝေဖန်ဆဲစာတွေအများကြီးပါကျွန်တော်နာမည်ကြီးတက်ပြီးတော့တခြားလူရဲ့နာမည်လည်းပါတယ်ခြားလူတွေကိုတော့ကျွန်တော်နာမည်ထည့်မပြောတော့ဘူးကိုနာမည်ပဲကိုထည့်ပြောမယ်ညီမင်းညုံကစားလိုက်တာတိုင်းပြည်ပတ်တောင်းစားနေတဲ့သတောင်းစားတွေတဲ့ကျွန်တော်တို့ကော်မတီကဖိတ်တာနော်ပညာလင်းစေတနာလင်းကော်မတီကကျွန်တော်တို့ဖိတ်တာနော်ဖိတ်တာတော့မှကျွန်တော်တို့အားတဲ့ရက်ကိုတည်တည်ဆာဆာညှိနှိုင်းပြီးဖိတ်ရတာနော်ဖိတ်တဲ့ရက်တွေမအားလို့ဟိုဘက်ရက်တွေဒီဘက်ရက်တွေပြောင်းပြီးဖိတ်ရတာနော်ကျွန်တော်တို့ဟောချင်လာပါရဲ့ဆိုပြီးတော့လာပြောလို့ရောက်လာတာမဟုတ်ဘူးနော်ရှေ့မှာကလေးတို့သမီးတို့သားတို့ရှိလို့ဆရာသားကတတရနှစ်အရွယ်ပါနော်ဒါတော့မင်းတို့ကဆရာသားသမီးအရွယ်ပါစာပေစင်မြင့်ဆိုတာကျွန်တော်ပြောချင်လို့ပါကျွန်မပြောချင်လို့ပါဆိုပြီးစင်မတက်လာလို့ရတဲ့ကိစ္စမဟုတ်ဘူးဗျဖိတ်မှပြောလို့ရတာဟုတ်ပါသလားအဲ့ကျွန်တော်လည်းတော့တိတ်တော့စိတ်မရှိဘူးဗျအဲ့တော့ဆဲအနေနဲ့လို့ကျွန်တော်တခေါင်းတော့ပြောလိုက်မယ်အေးမင်းတို့ကျန်တာတွေခဏထောင်းကွာအဖိတ်ခံရအောင်တော့အရင်လှုပ်လိုက်အောင်နည်းနည်းမှရင့်သွားမလားမသိဘူးမင်းတို့နာမည်လေးနည်းနည်းလူသိအောင်လုပ်လိုက်အောင်မင်းတို့ဘာလဲလို့ပေးသက်ကိုနည်းနည်းအကြောင်းကြားလိုက်အောင်ပြီးမှငါတို့လာဆဲပြောချင်တာကဝေဖန်စရာတွေရှိပါတယ်အပြစ်တင်စရာတွေရှိပါလိမ့်မယ်ဝေဖန်ဖို့ကောင်းကောင်းမွန်မွန်ဟာစာပေစင်မြင့်မှာတခြင်းဆိုတာတွေမကြိုက်ဘူးဗျာမကြိုက်ဘူးပြောပေါ့ဟိုမှာဥဖုံးဆိုတယ်အခုကျွန်တော်နောက်ကဆရာချင်းဦးညိုဆိုချင်းဆိုမယ်မဆိုချင်းမဆိုဘူးစိတ်ပိုင်ဆိုမယ်စိတ်ပိုင်မဆိုဘူးဆရာမောင်သားဆိုမနေ့ပြန်လာမယ်မောင်သားဆိုတခါတည်းမှာအတန်မြိုင်နဲ့អော်ရတယ်မကျွန်တော်ပြောတာရှင်းရှင်းလေးမကြိုက်ဘူးဗျာဘာကြောင့်မကြိုက်ဘူးရေရာပြောမဆဲနဲ့လေကျွန်တော်ပြောတာဟုတ်တယ်မလားဆရာနေဝင်းမြင့်သချင်းဆိုတယ်ဟာသချင်းဆိုတာချင်းတူပေမဲ့ကျွန်တော်တို့ကဆရာနေဝင်းမြင့်ဆိုတာတော့ကြိုက်တယ်ဗျဆရာချင်းဦးညိုဆိုတာတော့ကြိုက်တယ်ဗျဥဖုံးတို့မောင်သားချိုတို့ဆိုတာတော့မကြိုက်ဘူးလို့ဆိုရင်လေအကျိုးနဲ့ကြောင်းနဲ့ပြောအကျိုးနဲ့ကြောင်းနဲ့ပြောလက်ခံတာရှင်းလက်ခံမယ်ပြင်တာရှင်းပြင်အခုတော့အားလုံးဒါပဲလို့လုပ်တဲ့ကိစ္စကတော့အဲ့တော့လူတိုင်းပြောတတ်တယ်ဗျခက်တာမျက်နှာချင်းတိုင်ကြတော့လေမပြောရဲဘူးနာမည်လည်းတက်ပြီးမပြောရဲဘူးဘာနဲ့တူနေလဲဆိုတော့တကယ့်ကိုရက်ွက်ထဲမှာအတင်းပြောသလိုပဲကြာတော့ကျွန်တော်တို့ကစိတ်မရှိတော့ဘူးဆိုတော့ဒါကျွန်တော်တို့တိုင်းပြည်နိုင်ငံဖြစ်နေတဲ့အနေအထားနိုင်ငံရဲ့ကြာဆုံးမှုကိုနိုင်ငံရဲ့တွင်းဆုံးကြမှုကိုကျွန်တော်မြင်စေခြင်းလို့စာပေဖတ်ချုပ်လေ့လာမှုကအင်မတန်နည်းသွားတဲ့အခါမှာဒီနေ့အချိန်တွေရင်ဆိုင်ရကျွန်တော်သိတာပေါ့ကျွန်တော်မွေးမြူနဲ့ကုသရေးဆိုင်ဆရာဝန်ပွဲရတယ်ဗျာကျွန်တော်ဆရာဝန်တယောက်ဗျာကျွန်တော်ပညာရေးဆရာဝန်တယောက်ဗျာကိုရန်စန်တန်းကိုဇီဝဗေဒဘာသာရသင်ပေးတဲ့ကျူရှင်ဆရာတယောက်လောက်တဲ့25နှစ်ရှိရန်ကုန်မြို့ရဲ့နာမည်ကြီးကျူရှင်ဆရာကြီးထဲမှာကျွန်တော်ပါတယ်ဗျာတယောက်ပါမယ်ကျွန်တော်ငပေါ်တော့မဟုတ်ဘူးဗျာကျွန်တော်ဘကိုးကပေးတဲ့ကိုရင်ဖွင့်နေတာနော်ကျွန်တော်ငပေါ်မဟုတ်တာတော့သိကြတယ်ဟုတ်ပါသလားကျွန်တော်ငပေါ်မဟုတ်တာတော့သိကြတယ်အဲ့တော့ရုပ်ရှင်ဇာကားတွေထဲမှာလည်းပေါ်တော်တော်ဇာကားတွေရှိတယ်သချင်းတွေထဲမှာလည်းပေါ်တော်တော်သချင်းတွေရှိတယ်အဲ့ဒီလိုပဲစာပေစင်မြင့်မှာလည်း
ခတ်ပေါ်ပေါ်ခတ်တော်တော်ရှိကောင်းလဲရှိမှာပေါ့ရှိရင်ဝေဖန်လေဗျာဘယ်သူကတော့ဘယ်ညမှာဘယ်လိုပြောသွားတာကျွန်တော်တို့မကြိုက်ပါဘူးဝေဖန်မှာအခုတော့ကျွန်တော်တို့ကရောပြောခံရောဆဲခံနာမည်တက်ပြီးဆဲပါဆိုတော့လည်းမဟုတ်ဘူးတတ်တည်လည်းမရှိကြဘူးအဲ့တော့အခုဒီမှာဗီဒီယိုလေးနဲ့လည်းရိုက်ထားတယ်နောက်တချို့ကလည်း live တွေပါတယ်လွတ်နေလို့ပြောပါတယ်ကျွန်တော်အဲ့စာပေလောကတွေကလူတွေကိုပဲသိစေချင်တာပါဒီဇိုင်းတွေကိုတော့သိမသိစေချင်ပါဘူးဆိုတော့ကျွန်တော်တို့ဒါလေးကိုတော့စိတ်နှလုံးမချမ်းမမြေ့ဖြစ်ရတယ်တခါတည်းမှာသူတို့ကပြောသေးတာဗျဟောစားနေတဲ့ကောင်နေတဲ့ကျွန်တော်တို့ဟောစားနေတဲ့ကောင်အဲ့တော့ကျွန်တော်လည်းငကိုလေးကကျွန်တော်ဘဝတစ်လျှောက်လုံးမှာကျွန်တော်ပျော်ပျော်ရွှင်ရွှင်နဲ့နောက်ပြောင်ပြောင်နေခဲ့တာပျော်ပျော်ရွှင်ရွှင်နေခဲ့တာအဲ့ကျွန်တော်ချက်ချင်းမပြောင်ပြောတယ်ဟောစားတာပဲခွာလို့ခိုးစားတာမှမဟုတ်တာဘာဖြစ်လို့လဲလို့ဟောစားတာလေခိုးစားတာမဟုတ်ဘူးလေမင်းတို့ကခိုးစားနေတဲ့ကောင်တွေကြတော့ဒူးထောင်နေပြီးတော့ငါတို့ကိုကောင်းကောင်းဝယ်ဟောစားတဲ့ကောင်ကြမှာမင်းတို့အပြစ်ပြောသလားကဘေးရင်ဆရာဟောမစားလို့ဘယ်လိုစားမှာစာသင်ဆရာကစာသင်မစားလို့ဘယ်လိုစားမှာဆရာဝန်ကဆေးထိုးမစားလို့ဘယ်လိုစားမှာတော့အဲ့ဒါဆိုရင်တဏှာကြီးတွေကင်ထားတဲ့ကောင်ကျွန်တော်ဘယ်လိုပြောရမလဲမင်းတို့လည်းတဏှာကြီးပြပြီးစားပေါ့ကွာလို့ပြောရင်ဖန်ခံအောင်မယ်ဆရာဝန်ကဆေးထိုးပြပြီးစားမှာပဲစာရေးဆရာကလောင်ပြပြီးစားမှာပဲဒါပေမဲ့နေပါအောင်ဟောစားတယ်လို့စကားကိုအလွယ်တကူပြောအောင်အဲ့ဒီအလုံးလုံးချင်းကဒါလေးပဲလားဒါနီးလို့ပါဒါလေးကနီးလို့ရန်ကုန်နဲ့ပဲခူးနဲ့ကနီးလို့ဒါတော့ကျွန်တော်အေးမွားခဲ့ဘူးပြီးခဲ့တဲ့အဲ့ရှိကကလေးတမှုရန်ကုန်ကနေကလေးကိုလေရင်နဲ့ကလေးကနေတမှုမိုင်86မိုင်ကားနဲ့တနင်္ဂနွေသွားရောက်တယ်ဟောလာတော့တနာရီ15ပဲမနေ့တည်းအစိုးရ40ကိုမနေ့9နာရီတည်း40ဆင်းပြီးသွားရတာလေအဲ့ဒါကျွန်တော်အလုံးလုံးချိန်နေမဟုတ်ဘူးလားအဲ့တော့ပြောချင်တာကတောင်းထားတာကဒီမိုကရေစီလူတွေကဒီမိုကရေစီကိုကောင်းကောင်းနားလည်ဖို့မရဘူးပညာမဲတဲ့လူကနားမလည်တာကိုကျွန်တော်ဝင်မနေဘူးအခုပညာတတ်ပါတယ်ဆိုတဲ့လူတွေကိုယ်တိုင်စာပေလောကသားပါဆိုတဲ့လူတွေဒီလူတွေကစာတော့ပြောတောင်းပြောတွေမြင်ရတဲ့ခါမှာကျွန်တော်တို့အခုလိုဒါကျွန်တော်ကိုစပြီး challenge လုပ်တာပါကျွန်တော် challenge လုပ်တာကျွန်တော် Facebook ပေါ်လဲကျွန်တော်ပြောမှာနာမည်တက်ပြီးကျွန်တော်ပြောမှာမင်းတတိရှိလားတတိရှိရင်ပြောတတိမရှိရင်မင်းမပြောနဲ့ကြီးငယ်ကျွန်တော်စော်တော့မှာကျွန်တော်တိခါနာနဲ့ကုံသွားပြီကျွန်တော်တိခါနဲ့အတိုင်းတာကုံသွားပြီစော်ကားလာနဲ့များလာပြီဆိုတော့ကျွန်တော်တို့ဒီနေ့စာပေဟောပြောပွဲတွေဟောပါတယ်တိုင်းပြည်ရဲ့အခြေအနေနဲ့လာရောညီတွေဖြစ်တဲ့စကားတွေကိုပြောရပါတယ်ပြီးတော့ဒီပွဲတွေကကိုဟောချင်တိုင်းဟောလို့ရတဲ့ပွဲတွေမဟုတ်ဘဲနဲ့ကော်မတီကဖိတ်မှဟောရတာပါကော်မတီကမဖိတ်ရင်ဟောလို့မရဘူးသို့တော့အရာရာကြဆင်းလာတာကိုတော့ကျွန်တော်လက်ခံပါတယ်လက်ခံဘာလို့လဲတချင်းတွေထဲမှာလဲပေါ်တော်တချင်းတွေရှိတာပဲအတိတ်ပဲမဲ့တဲ့တချင်းတွေရှိတာပဲပြောရင်နှခမ်းဒီမှာလေးတွေစိတ်ဆိုးမယ်ဟဲ့အောင်မင်းစော်တယ်ငါစော်ပူမိုက်တယ်ငါစော်ပူမိုက်တယ်ဘာချင်းလဲဟဲ့အောင်မင်းစော်တယ်ငါစော်ပူမိုက်တချင်းလားဂီတလားကျွန်တော်မငင်းဘူးနော်စမ်းသပ်ခန်းလိုက်ကနှခမ်းဒီမှာလေးတွေအသေးဆွဲဆိုတော့ဒါပေမဲ့ကျွန်တော်စမ်းသပ်ခန်းလိုက်ကိုအထင်ကြီးတာတွေလေးစားတာတွေတတ်ရှိတယ်ဒီတချင်းတော့ကျွန်တော်သဘောမတူဘူးမင်းစော်တယ်ငါစော်ပူမိုက်တယ်ဟဲ့အောင်ငါစော်ပူမိုက်တယ်ကျွန်တော်လက်မခံဘူးကြိုက်ဒါပေမဲ့အချင်းတော့ပေါက်သွားပြီလက်ခံတာလက်မခံတာပါတာနိုင်ငံလုံးတော့ပေါက်သွားပြီဘယ်လောက်ထိပေါက်တယ်လဲဆိုတော့မြန်မာမျိုးသမီးများနေ့ဇူလိုင်3ရက်နေ့မှာစမ်းတိုင်းဦးဆောင်တဲ့အဖွဲ့တိုက်ပုံအင်းကြီးအနက်တွေနဲ့စင်ပေါ်တက်လာတယ်ကျွန်တော်ကြည့်နေဒီကောင်တွေဘာမှန်းဆိုမလဲပေါ့ဖွင့်လိုက်တယ်ဟဲ့မင်းစော်တယ်ငါစော်ဖို့မိုက်တယ်ငါစော်ဖို့မိုက်ဟာအောက်ကလူကြီးကတော့ဝင်ကြီးချုပ်ကတော့ဘာကတော့ညာကတော့အမလက်ကုတ်တွေဖုံဖုံတီးလို့လူကြီးကတော့တွေရတော့ဒီလိုလက်ကုတ်တန်တွေဖုံဖုံနေဆိုရင်တော့ပွဲပြတ်ပြီပေါ့အဲ့တော့စတဲ့ကလည်းပြန်ပြောတယ်ခင်ဗျားမကြိုက်ချင်နေပါတဲ့ဒါပေမဲ့တနိုင်ငံလုံးကကြိုက်တယ်ဗျာဆိုင်ကအဲ့လိုအောင်မြင်တော့နောက်ကဟဲလေးကလိုက်လို့တယ်တဆင်းနာမည်ကစမူစာတဲ့စမူစာတော့ဘာကိုရင်ညွှန်းတယ်ဆိုတာအားလုံးသိပါတယ်ဘာစကားရစမူစာဆိုတာဘာကိုရင်ညွှန်းတယ်ဆိုတာအားလုံးသိပါစမူစာတဲ့အဲ့တော့ तू ကလည်းပြောတယ်ခင်ဗျားတို့မကြိုက်ချင်နေတယ်ကျွန်တော်အားပေးတဲ့လူကအများကြီးပဲတဲ့ဒါတချင်းလားတချင်းတွေထဲမှာလည်းပေါ်ပဲချင်းတွေထွက်လာတယ်ရုပ်ရှင်ဇာတ်ကားတွေမှာလည်းပေါ်ပဲဇာတ်ကားတွေထွက်လာမြင့်မြတ်နာမည်ကြီးတယ်မြင့်မြတ်တကားကို3800ပေးရတယ်မြင့်မြတ်နဲ့ရိုက်ခွင့်ရဖို့3800ပေးရတယ်ကျွန်တော်သား2ယောက်ကဗမာကားကြိုက်တယ်ဗမာကြိုက်တော့ကျွန်တော်ဖေး
ဖေအားရရဲ့သားတို့ရွှေရှင်လိုက်ပြအေးကြည့်ဘာကားကြီးမှလဲကျွန်တော်သားငယ်လေးကစကားတတ်တယ်ဘာကားလဲငါသားဟီဟာဖေးတဲ့ဟီဟာသားငယ်လေးအဖေမင်းနေတယ်ဘာကားလဲလို့ဟီဟာဖေးတဲ့မင်းငါစိတ်တော့မလုံးနဲ့တော့လို့မင်းတို့ညီကိုတွေဟာသားကားကြိုက်မှန်းငါသိတယ်ဟာသားကားဟီဟာမှန်းလဲငါသိတယ်ငါမင်းနေတာအခုဇာကားနာမည်ဘာလဲလို့ငါမင်းနေတာငါစိတ်တော်လာပြီနော်လို့သားငယ်လေးကကျွန်တော်ထက်ပိုပြီးစိတ်တိုးပါတယ်ဇာကားရဲ့နာမည်ကဟီဟာပါဆိုမှပြတယ်အဖေကလည်းဘာမှလည်းမသိဘူးလေကျွန်တော်တယ်လီဖုန်းလေးလာထိုးပြတော့ကြည့်လိုက်တော့ဇာကားရဲ့နာမည်ကဟီဟာအဓိကသရုပ်ဆောင်ကမြင့်မို့ကျွန်တော်ပြောတာနာမည်ပေးစရာအဲ့လောက်ရှားလားမို့စဉ်းစားပါမို့နာမည်ပေးစရာအဲ့လောက်ရှားလားကျွန်တော်ပြောတာနိုင်ကြမှုကိုပြောနေတာနော်ရှိပါတယ်ရှေ့မှာလဲစိုက်တက်ကားတွေဇာကားနာမည်ဖတ်လိုက်တာကျွန်တော်မှတ်မိတာတော့သရုပ်ဆောင်ပွင့်ပါတယ်ပွင့်ဇာကားနာမည်ကြည့်လိုက်တော့ငါနှမလေးပွားသွားပြီတဲ့အဲ့တော့ကျွန်တော်တခုံးပြန်မေးလိုက်ပါတယ်မင်းနှမပွားတော့ငါဘာလုပ်ရမှာတော့ဒီတကောင်းတဲ့နာမည်မရှိဘူးလားအကားအချစ်အနှစ်ကမြတ်တာကြော့ကိုချစ်မလားစော့ကိုချစ်မလားဒီဆောင်ဟေးမန်အပြန်လန်းမှချစ်မြတ်တာဆိုလိုတာကကောင်းကန်းဇာကားနာမည်တွေအများကြီးပဲဟုတ်တယ်နော်ကြော့တီးကိုတီးအစရှိတော့အခုတော့ဇာကားနာမည်ကငါနှမလေးပွားသွားပြီမင်းနှမပွားတော့ငါဘာလုပ်ရမှာတော့ဇာကားနာမည်ဟီဟာရုပ်ရှင်နေကြာဆုံးသွားတယ်တခြင်းနေကြာဆုံးသွားအဲ့လိုပဲစာပေစင်လဲကြာဆုံးကောင်းကြာဆုံးပါလိမ့်မယ်ကျွန်တော်ပြောတာနားလည်မလားမသိဘူးကြာဆုံးရင်ကြာဆုံးအောင်လုပ်တဲ့သူကိုဝေဖန်နေဗျာကောင်းမုံဖော်ဆောင်နေတဲ့လူတွေကိုတော့မထိခိုက်နဲ့လေကျွန်တော်တို့ကသချင်းဆိုနေတဲ့သချင်းအစိုးရတွေအားလုံးကအသုံးမကျဘူးလို့ကျွန်တော်ခေါင်းမှမပြောဘူးဟုတ်သလားဆိုင်ခန်းလိုင်ကိုတော့အဲ့ဒီတပုတ်ထဲသဘောမတူတာလို့ကျွန်တော်ပြောတယ်ဟဲလေးကိုတော့အဲ့ဒီတပုတ်ထဲသဘောမတူတာလို့ကျွန်တော်ပြောတယ်သူတို့ကောင်းတဲ့သချင်းတွေတတ်ရှိတယ်ကျွန်တော်တို့အဲ့လောက်ဒီစီကန်းရှိတယ်ရုပ်ရှင်ဇာကားတွေမှာလည်းအဲ့ဒီတပုတ်ထဲကိုပဲကျွန်တော်တို့ကအဲ့ဒီတကားထဲကိုပဲကျွန်တော်တို့ကပြောနေတာကျန်တဲ့သူတို့ကောင်းတဲ့ဇာကားတွေရှိကောင်းရှိဘယ်နဲ့ကျွန်တော်တို့ကြာမှာအခုဟိုလူကဝိုင်းဆဲဒီလူကဝိုင်းဆဲအဲ့လိုတော့မဖြစ်ထိုက်ဘူးထင်ပါတယ်အတောင်းထားတဲ့ဒီမိုကရေစီနဲ့ကျွန်တော်တို့ဖြတ်သန်းနေတဲ့ဘုံဘန္ဒရာနဲ့ကတော့တိတ်တော့မကိုက်ဘူးအဲ့တော့အဓိကပြောချင်တာပါလေကျွန်တော်တိုင်းပြည်ကျွန်တော်နိုင်ငံရဲ့ဝင်းနေစရာကောင်းလောက်တဲ့ကြာရှုံးမှုတစ်ကျွန်တော်ပညာကောင်းမတတ်ဘူးပညာကောင်းမတတ်ဘူးနှစ်စာပေအနုပညာနဲ့တအားဝေးသွားတော့ဘာသာတရားအပေါ်မှာလည်းကျွန်တော်တို့လေးနက်နက်မရှိဘူးပြောစရာတွေတော့အများကြီးကျွန်တော်အချိန်နဲ့ကျွန်တော်၃ချက်ပဲပြောမှာအဲ့ဒီ၃ချက်ကိုပြင်နိုင်ရင်ကျွန်တော်တိုင်းပြည်ကောင်းလာစရာရှိသေးတယ်အဲ့ဒီ၃ချက်ကြောင့်ကျွန်တော်တိုင်းပြည်ကကြာဆုံးနေတယ်ဒါကျွန်တော်ရဲ့ opinion ကျွန်တော်ရဲ့အမြင်တစ်ကျွန်တော်ပညာကောင်းမတတ်ဘူးတုံငယ်လန်းကနေ10တန်းဒီ17နှစ်အခုပညာရေးကိုပြုပြင်ပြောင်းလဲနေတယ်နော် KG+12 နိုင်ငံသားနဲ့အတူတောက်လျှောက်သင်ခဲ့တာကတော့တုံငယ်လန်းကနေ10တန်းဒီ17တန်းတက္ကသိုလ်5နှစ်ကိုထားလိုက်အောင်အင်္ဂလိပ်စာသင်တယ်17နှစ်သင်လားပြောတတ်လားအင်္ဂလိပ်လိုပြောတတ်လားပြောတတ်ဘူးပြောတာမပြောတတ်တာသူမပြောတော့လည်းနားမလဲဘူးကိုယ်ကလည်းမပြောတတ်ဘူးသူမပြောတော့လည်းနားမလဲဘူးရေးတတ်လားတော့လေတလွဲတယ်သူမရေးတာဖတ်တတ်လားဆိုတော့လေမရှင်းဘူးကျွန်တော် subject verb object နဲ့တိုင်ပတ်နေတဲ့ကောင်တွေဒီကြားထဲမရှိတဲ့ verb 1 verb 2 verb 3ကအော်သေးတယ် verb 1 verb 2 verb 3ဆိုတာအင်္ဂလိပ်စာမှာမရှိဘူးဗျ present tense past tense plus perfect ဒါတွေရှိမယ်အဲ့ဘာဖြစ်လဲ17နှစ်သင်ပြီးမတတ်တဲ့ကိစ္စတခုတော့မှားနေပြီနိုင်ငံသားတို့အမြန်အင်္ဂလိပ်စကားပြောသင်တာ3လသမင်းသားရေတော့3လလေသမင်းသားရေတော့ yes no okay နိုင်ငံသားတို့အမြန်6လနည်းနည်းပါးပါးပြောလာတာနိုင်ငံသားတို့တစ်နှစ်လဲပပနိုင်ငံသားတို့2နှစ်ပပနနနိုင်ငံသားတို့3နှစ်ကျွမ်းကျင်3နှစ်ဆိုတတ်ကျွန်တော်က17နှစ်သင်တာပြောလည်းမပြောတတ်ဘူးရေးလည်းမရေးတတ်ဘူးဖတ်လည်းမဖတ်တတ်ဘူးသူများပြောတာလည်းနားမလဲဒါဆိုမှားမနေဘူးလား
မှားနေတယ် language လို့ခေါ်တဲ့ဘာသာစကားကိုဘာသာစကားလို့သင်မှတတ်မှာပေါ့ subject လို့ခေါ်တဲ့ဘာသာရပ်ကိုဘာသာရပ်လို့သင်မှတတ်မှာပေါ့ဘာသာစကားကိုဘာသာရပ်လို့သင်တော့ဘာသာစကားလည်းမတတ်ဘာသာရပ်လည်းမတတ်အင်္ဂလိပ်စာဘာသာစကားကိုဘာသာရပ်ကိုနှစ်ခုလုံးပေါင်းနေတဲ့ဟာလေဘာသာစကားအပိုင်းကိုဘာသာစကားအတိုင်းသင်ပြောကြဆိုကြဆရာရောဆရာမရောကလေးတွေရောဘာသာရပ်ကိုဘာသာရပ်အတိုင်းသင်အခုတော့ကျွန်တော်တို့ကဘာသာစကားကိုဘာသာရပ်ပုံစံသွားလုပ်ပြီး subject verb object လုပ်နေတာနဲ့တိုင်ပတ်ပြီးဘာမှမတတ်စကားကိုကောင်းအောင်ပြောကြပါစို့လွယ်အောင်ပြောကြလွယ်အောင်ရှင်းအောင်ပြောကြပါစို့နဲ့တနေ့ရောက်တော့ကလေးမလေးလာနှုတ်ဆက်တယ်ကလေးလေးဆရာရဲ့သား၄တန်းနဲ့ကြောင်းထွက်ရတာဆရာအေးပါလို့ဆရာသမီးက၈တန်းမအောင်ဘူးတဲ့အေးလို့ခန္ဓာမှုလုပ်တဲ့ကလေးဆရာသမီးက10တန်းအောင်နေဆရာတဲ့တက်ကတူတော့မတက်ဖြစ်တော့ဘူးတဲ့ဟိုဘက်ကတယောက်ကဆရာသမီးကဘွဲတော့ရတယ်ဆရာတဲ့ဒါပေမဲ့သမီးအဝေးတင်နေရတာတဲ့မျက်နှာလေးငယ်လေးအေးပါလို့ခုန၄တန်းမောင်တဲ့ကောင်လေးကဆရာလည်းကျွန်တော်တို့အေးပါကြီးပဲပြောနေတာပဲတဲ့အပိစကားလေးပါလေပြောဦးမှာပေါ့လေကျွန်တော်အားငယ်နေတာအားမငယ်ပါနဲ့ကွာလို့မင်း၄တန်းမအောင်တဲ့အခြေအနေကနေအဝေးတင်နေဘွဲရတဲ့အထိတို့နိုင်ငံမှာဘာမှမတတ်တာချင်းအတူတူပါပဲလို့ဘာမှမတတ်တာချင်းတူတူပဲအဝေးတင်နေပါလေမနာနဲ့နော်မနာပါနဲ့အနည်းကတော့တင်လာတော့မတတ်တာအဝေးတင်ဆိုတော့ပို့ဆို့ပေါ့10ရက်ဗျာစာဝတ်တွေလိုက်ကောက်နော်အဲ့တော့ရည်ရွယ်ချက်ကပါလေကလေးတွေကိုတကယ်ပညာတတ်စေချင်လို့မဟုတ်ဘူးကျွန်တော်စကားတွေကိုကျွန်တော်ခိုင်လုံအောင်ပြောမယ်နော်ကျွန်တော်စကားပြောတဲ့အခါမှာဘယ်တော့မှရေးရမရှိတဲ့အကြောင်းအရာကိုကျွန်တော်ပြောလို့မရှိဘူးခိုင်လုံလုံပြောလို့ရှိတယ်ရှင်းအောင်ပြောလိုက်မယ်သမီးတို့နိုင်ငံရဲ့ဘယ်ဘွဲကိုမှနိုင်ငံတကာကအတိမမပြုဘူးရှင်းအောင်ကဲမြန်မာစာလွယ်လို့မနှက်ပြန်လာဟောမဲ့ဆရာမောင်သားချိုနာမည်ရင်းကညွန့်တော့ဘွဲကဒေါက်တာညွန့်တော့ PhD ပါရဂူဘွဲမြန်မာစာမောင်သားချိုကဘွဲ၄ဘွဲရတယ် BA MA ပါညာပေါ့မြန်မာစာအဲ့တော့ကျွန်တော်တို့နိုင်ငံရဲ့ဘယ်ဘွဲကိုမှနိုင်ငံတကာကအတိမမပြုဘူးချွင်းချက်မြန်မာသားမပါဘာဖြစ်လို့လဲဂျပန်နိုင်ငံကဂျပန်လေးတွေကမြန်မာစာသင်ချင်ရင်ဒေါက်တာညွန့်တောင်းကိုဖိတ်ရတယ်ဒေါက်တာညွန့်တောင်းကဲ့သို့ပါမောက္ခကိုဖိတ်ရတယ်တရုတ်နိုင်ငံကတရုတ်လေးတွေကမြန်မာစာသင်ချင်ရင်မြန်မာစာပါမောက္ခကိုဖိတ်ရတယ်ဒါကြောင့်ကျွန်တော်နိုင်ငံရဲ့ပညာအရေးအသွေးတွေထဲမှာမြန်မာစာကလွဲလို့ကြံတဲ့ဘယ်ဘွဲကိုမှနိုင်ငံတကာကအတိမတ်ပြုခြင်းမရှိဘူးကျွန်တော်ကဗမာနိုင်ငံမှာဆရာဝင်မယ်ဒါပေမဲ့ကျွန်တော်စင်ကာပူနိုင်ငံရောက်သွားကျွန်တော်ဆရာဝင်မဟုတ်တော့ဘူးဗမာပြည်မှာတော့ကျွန်တော်ဆရာဝင်မယ်ဘာဖြစ်လို့လဲကျွန်တော်လည်းအတူတူကြောင်းပြီးတဲ့မွေးမြူနယ်ကုသရေးဆိုင်ရာဆရာဝန်တွေစင်ကာပူမှာအများကြီးပဲကျောင်းတက္ကသိုလ်တွေလှုပ်နေကြဒေါ်လာ3000 4000 5000သိန်း30 40 50ကျွန်တော်လည်းနှစ်တိုင်းရောက်တယ်သူများပေါင်လန်ထောင်းရင်ထိခိုက်မှာဆိုလို့ကိုပေါင်မဲ့ကိုလန်ထောင်းမှမယ်အဲ့ဒီကျွန်တော်တကယ်ချင်းတွေအကုန်လုံးဟာစင်ကာပူမှာအဲ့ဒီတရိတ်ဆိုင်ရုံတွေမှာအဲ့ဒီစေးခန်းတွေမှာဆရာဝန် status ဆရာဝန်အဆင့်နဲ့တာဝန်ထမ်းဆောင်နေတာမဟုတ်ဘူးနော်လွယ်အောင်ပြောမယ်သူနာပြုအဆင့်လောက်နဲ့လှုပ်နေတာဗမာပြည်ကယူသွားတာဆရာဝန်ဘွဲ့ဟိုနိုင်ငံမှာလှုပ်တာသူနာပြုအဆင့်ပဲအဲ့ဒီနိုင်ငံမှာပါဆရာဝန်လို့အသိမှပြုတ်ခံနေတယ်ဆိုရင်အနည်းဆုံးဩစတြေးလျသို့မဟုတ်ကနေဒါသို့မဟုတ်အင်္ဂလန်သို့မဟုတ်အမေရိကအဲ့ဒီတက္ကသိုလ်တစ်ခုကမာစတာဘွဲ့တစ်ခုထပ်ယူ6နှစ်လောက်ချိန်ပေးရမယ်ထပ်ယူပြီးရင်တော့ဒေါက်တာအဖြစ်အသိမှပြုမယ်လစာလည်းပို့တိုးသွားမယ်မူလ3000ရရင်နောက်ကျ9000လောက်ရသွားမယ်8000လောက်ရသွားမယ်ကျွန်တော်ပြောချင်တာမြင်ပါသလားကျွန်တော်တို့နိုင်ငံရဲ့ဘယ်ဘွဲ့ကိုမှပြည်ပကအသိမှပြုခြင်းမရှိဘူးဒါဆိုကျွန်တော်တို့ရဲ့ပြည်နိုင်အရေးသွေးရဘယ်လောက်ထိနောက်ကျနေလဲဆိုတာစဉ်းစားကြည့်ပါဒီအကြောင်းလေးတွေပြောရင်ကျွန်တော်လည်းအားပါတယ်အခုက2020ကျွန်တော်ပြောမှာ3ချက်ထဲပြောမှာနော်ပညာရေးရယ်စာပေအနုပညာရယ်ဘာသာရေးရယ်3ခုပဲပြောမှာ1920ကစခဲ့တဲ့ရန်ကုန်တက္ကသိုလ်ရဲ့အမဒီအခု2020ရန်ကုန်တက္ကသိုလ်နှစ်တရားရန်ကုန်တက္ကသိုလ်နှစ်တရားရှိအစိတ်တောင်အာရှမှာတစ်ချိန်လုံးကနာမည်လေးရခဲ့တယ်ဗျရန်ကုန်တက္ကသိုလ်ကကျွန်တော်တို့ကြားဘူးနာဝရှိတဲ့ကျွန်တော်တို့မမွေးသေးဘူးလေကြားဘူးနာဝရှိတာလေးနဲ့ပြောရင်စင်ကာပူကလာတက်ရတယ်ထိုင်းကလာတက်တယ်လာအိုကလာတက်ရတယ်ဗီယက်နမ်ကလာတက်ရတယ်ဆိုတာမျိုးရှိဂျပန်ကလာတက်ရတယ်ဆိုတာမျိုးဖြစ်ရန်ကုန်တက္ကသိုလ်နောက်ဆုံးကျွန်တော်ကြားဘူးတဲ့စကားပါလေစင်ကာပူဝန်ကြီးချုပ်လီကွမ်ယူရန်ကုန်တက္ကသိုလ်လာကြည့်ပြီးရန်ကုန်တက္ကသိုလ်ရဲ့ campus ပရဝုံကိုကြည့်ပြီးပြောတဲ့စကားစင်ကာပူမှာဒီရန်ကုန်တက္ကသိုလ်လို့တက္ကသိုလ်မျိုး10နှစ်အတွင်းဖြစ်အောင်လုပ်မယ်လို့ကြွေးကြော်သွားတယ်ဒီစကားတွေပြန်ကြား
ကျွန်တော်တို့တိတ်မခေခဲ့ဘူးအရှိတောင်အာရှနဲ့အာရှမှာအနှဲငယ်ထူထူထောင်ထောင်ရှိခဲ့တဲ့ကျွန်တော်တို့ရန်ကုန်တက္ကသိုလ်ကြီးတအားစိတ်ဝင်စားတယ်ကျွန်တော်ဒီချိန်မှာခေါ်ပညာရေးအကြောင်းပြောနေလို့အဲ့ဒါအခုလက်ရှိကျွန်တော်တို့ရဲ့ပညာရေးအခြေအနေဘယ်လောက်ရှိလဲလို့သိကြတော့ကျွန်တော်အင်တာနက် Google မှာရိုက်ပြီးတော့ရှာပါတယ်ဗမာလိုရိုက်ချင်ရင်ကမ္ဘာတက္ကသိုလ်အဆင့်တတ်မှတ်ချက်များအင်္ဂလိပ်လိုရိုက်ရင်ပုံမြန်တယ် ranking of world universities rank 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 center world university ကမ္ဘာတက္ကသိုလ်အဆင့်တန်းရိုင်းလိုက်ကြလာမယ်1 2 3 Cambridge University Oxford University တော့ဆန်းစုကြည်ရတဲ့တက်ခဲ့တဲ့ Oxford Harvard University မနေ့ပြန်လာမယ်ဆရာ OPJ တို့တက်ဖူးတဲ့ဆရာ OPJ မှာ Harvard တို့ Harvard ကရဘူးတဲ့ Harvard University Stanford University တက္ကသိုလ်တွေဒါကိုနဲ့ဝေးတယ်ရှိပါစေသူအမေရိကန်တို့အင်္ဂလန်တို့ဂျာမနီတို့အီတလီတို့က1 2 3 4ရှိတာရှိပါစေကိုနဲ့ဝေးတယ်ကိုသိချင်တာပါလေတို့ရဲ့နာမည်ကြော်ကြားခဲ့တဲ့ရန်ကုန်တက္ကသိုလ်ကြီးဘယ်အဆင့်များရှိမလဲနှိပ်ကြည့်လိုက်တယ်စာလေးရဲ့ rank of ရန်ကုန် University ရန်ကုန်တက္ကသိုလ်ရဲ့အဆင့်ကဏ္ဍ၄လုံးကြကဏ္ဍ၄လုံး8920 8920ရဲ့အပေါ်မှာရှိတယ်အားမငယ်နဲ့လေ8920ရဲ့အပေါ်မှာရှိတယ်8919ရဲ့အောက်မှာရှိတယ်သိကျင်သွားပြီတို့တက္ကသိုလ်အဲ့လောက်ဖြစ်သွားပြီဆိုတော့တို့နိုင်ငံကိုမော့ကြည့်ခဲ့ရတဲ့စင်ကာပူကျွန်တော်သားအခုသွားပဲဆန်စစ်တက္ကသိုလ်မှာတတိယနှစ်ပထမသူကအဲ့တက္ကသိုလ်စင်ကာပူမှာရှိတဲ့တက္ကသိုလ်တက်ချင်တာကျွန်တော်ပတ်စံမတက်နိုင်လို့မထားပြဘူးတလောက်350လောက်ကုန်ပါဆိုတော့ကျွန်တော်မတက်နိုင်ဘူးအဲ့ဒီစင်ကာပူတက္ကသိုလ်rank of National University of Singapore National University of Singapore NUS rank of NUS ကျွန်တော်သားတက်ချင်တဲ့စင်ကာပူကျွန်တော်တို့မော်ကြီးခဲ့ဘူးတဲ့စင်ကာပူ10နှစ်အတွင်းမှာဒီရန်ကုန်တက္ကသိုလ်ကြီးတို့ဖြစ်အောင်ကြိုးစားမယ်ဆိုတဲ့စင်ကာပူခဏနှလုံးကြလာတယ်22ကျွန်းပြတ်သွားတယ်ကျွန်တော်20နှစ်ကျွန်တော်8920သူက20ကျွန်တော်အဆုံးတော့ပဲရှိအဲ့ဒီစင်ကာပူကအခုငုတ်တုတ်ထိုင်းနေတာလားဆက်ကြိုးစားနေတာလားနောက်5နှစ်မှာ top 10ဝင်တဲ့ကမ္ဘာတက္ကသိုလ်ကြီးဖြစ်လာအောင်မယ်ဟုတ်လားဒီတိုင်းဆိုနောက်50နှစ်မှာစင်ကာပူ DNUS National University ကစင်ကာပူရဲ့မျိုးသားတက္ကသိုလ်က top 10ဝင်တော့မှလေခုကို20နှစ်ဖြစ်နေပြီတစ်ချိန်လုံးကကျွန်တော်တို့မော့ကြည့်ခဲ့ဘူးတဲ့တစ်ချိန်လုံးကကျွန်တော်တို့တန်းတာခဲ့ရတဲ့နိုင်ငံက22 top 20မကြခင်မှာ top 10ထဲမှာဝင်တော့မယ်ကျွန်တော်တို့က8920ကျွန်တော်သတိပေးတာပါကျွန်တော်ညီများကျွန်တော်နှမများသတိပေးတာပါကျွန်တော်ပညာမတတ်လို့မရတော့ဘူးအောင်မြင်တဲ့နိုင်ငံတိုင်းကလူတွေကပညာတတ်တယ်အောင်မြင်တဲ့နိုင်ငံတိုင်းဟာပညာကိုဂရုစိုက်တယ်စစ်စစ်ငုံငုံတွေ့ရင်လည်းဘာမှသိလှုပ်ရှားမရှိတော့ဘူးဗျအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအဲ့ဒီအီရန်ကဒုတိယစစ်ဗိုလ်ချုပ်ကိုပြစ်လိုက်ကွာလို့ပြစ်လိုက်တော့ဟိုကောင်သေးပြီလေဘက်ကရက်လေစိတ်ကထွက်ကားတဲ့အဝင်လူမပါတဲ့ဒုံးနဲ့ကွယ်လွန်သွားတဲ့ဆရာကြီးဦးအောင်တင်ပြောခဲ့တဲ့စကားဓာတ်ထိကွတိဟဲ့ကောင်တွေလုံးမနေနဲ့တဲ့အခုကဘာထွင်နေတဲ့ကြီးစံတွေကမတ်ပုံနဲ့နံပါတ်နဲ့လာပါတဲ့ပြစ်လို့တဲ့လူရဲ့မတ်ပုံနဲ့နံပါတ်နဲ့ဒီတိုင်းပဲအခုကဲဒီတိုင်းပဲလက်နဲ့တည်းတအားဆန်းနေပြီနော်အဲ့တော့အဲ့ဒီအချိန်မှာကျွန်တော်တို့ကအလွန်အင်မတန်နောက်ကျပြီတယောက်နဲ့တယောက်ဆဲဆိုတယောက်နဲ့တယောက်မနာလိုဝင်တိုအတိတ်ပဲမဲ့သူများလုပ်နေတာကိုလည်းမကျင်တာဘူးကိုယ်တိုင်လာလုပ်ပါဆိုလည်းမလုပ်တတ်ဘူးဖြစ်ပုံပြောလိုက်ရင်တော့ဗုဒ္ဓမြတ်စွာဘုရားကြီးမေတ္တာကြီးအောက်တွင်ရှိသောကြောင့်လူတွေကအယုတ်တမာတွေဖယားလည်းအာမနာဘူးလူတွေအယုတ်တမာတွေကျွန်တော်စာလေးနှစ်ကြောင်းရေးဘူးတဲ့ဗုဒ္ဓမြတ်စွာဘုရားမျက်စိမဒေသမှာပွင့်တော်မူတယ်လို့ဗုဒ္ဓမြတ်စွာဘုရားရဲ့မေတ္တာကြီးအောက်မှာရှိတဲ့လူတွေကတော့မစ္စရိယဒေသမှာလွင့်တော်မူနေကြတယ်လို့မိုးလင်းတဲ့ကမနာလိုဝင်တို့ဖြစ်ပြီးဆဲဆိုနေတာမပြီးတော့ဘူးတတိရှိဝေဘာမှာဆောလဲမဝေဘာရဲဘူးဆောတော့ကျွန်တော်စောက်ထားခြင်းပြောခဲ့တဲ့စကားလို့အဲ့တော့ကျွန်တော်တို့ပညာရေးနဲ့ပတ်သက်လို့တအားနောက်ကျခဲ့ပြီဒါမြင်သာအောင်ကျွန်တော်ပြလိုက်တာစင်ကာပူနိုင်ငံကိုတနေ့တစ်ခေါက်တော့ရောက်ပါတယ်အထူးသဖြင့်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ပေါ့ဂျွန်19အဲ့ဒီမှာကျွန်တော်တကယ်ချင်းတွေကပွဲ
မွေးနေ့ပွဲအများတန်းကျင်းပတော့ကျွန်တော်တို့ကပင်တိုင်းဖိတ်ခံရတယ်ကျွန်တော်အဖွဲ့ဝင်ပေါ့ဗျာပြောရင်တော့အဖွဲ့ဝင်ဆိုတော့နေတိုင်းသွားရတယ်ပတ်စံပေါ်လို့တော့မဟုတ်ပါဘူးဒီ MAN ကလည်းကျွန်တော်တို့လင်းကားတွေပါလေစပွန်ဆာပေးတယ်အဲ့ကြရင်တော့ပတ်စံပေးစရာမလိုဘူးအဲ့ဒီပွဲကိုသွားတဲ့ခါမှာကျွန်တော်နောက်ဆုံးခေါက်သွားခဲ့တယ်ကျော်ဘွေလေးနဲ့လေစိတ်ကနေဆင်းလိုက်တက္ကစီကျွန်တော်ဗမာတွေရှိတဲ့ Peninsula Plaza ကိုသွားမှာ Hey hello taxi လေးရထားတယ် hello where are you from ဘယ်လာလဲထုံးတာနိုင်ပေါ့စင်ကာပူတရုတ် I come from Burma you know Burma ငါဗမာပြည်လာတာပါဗမာပြည်သိလား Oh yes I see သိတယ်တဲ့ဗမာပြည်သိတယ်တဲ့ My mate is also from your country My mate is also from your country ငါအိမ်မှာခိုင်းနေအိမ်ပေါ်ကမင်းတို့နိုင်ငံလေးတဲ့မင်းဗမာနိုင်ငံသိလားလို့မေးတာငါအိမ်မှာခိုင်းနေအိမ်ပေါ်ကမင်းတို့နိုင်ငံကပါတဲ့အိမ်ပေါ်ဆိုစကလုံးခွန်းတော့ပါ mate တလောက်9သိန်းနဲ့10သိန်းညမှာရတယ်အိမ်ပေါ်လောက်တယ်ဆိုလို့4တန်းမောင်5တန်းမောင်6တန်းမောင်လို့မထင်နဲ့နော်တက္ကသိုလ်ဘွဲရပညာတတ်ဆရာမလေးတွေတောင်ပါသေးတယ်ဒီမှာကျောင်းဆရာမလောက်တာအဆူလက်ခံသေးတယ်ဆဲလက်ခံသေးတယ်တလောက်2သိန်းမပြည့်ဘူးရတာဟိုသွားလောက်တော့9သိန်းနဲ့10သိန်းညမှာရတယ်အိမ်ပေါ်လောက်တာကောင်းတယ်လို့ကျွန်တော်ပြောနေတာမဟုတ်ဘူးနော်ပြီးခဲ့တဲ့လထဲမှာပဲအဲ့ဒီကလေးမလေးတယောက်အိမ်အကူမလေးတယောက်ပြဿနာတက်တယ်မနေ့9 နာရီလောက်မှာဝီလီဝင်းလွန်းမှာတရုတ်တယောက်ကစင်ကာပူတရုတ်တယောက်ကနော်တရုတ်တွေလာပြီးဆွဲလာရလာလို့ဖို့ကြိုးစားတယ်အိမ်ရှင်မကတွေ့သွားတယ်အိမ်ရှင်မကလည်း Chinese တရုတ်ပဲချက်ချင်းဖုံးဆက်တယ်ရဲတွေချက်ချင်းရောက်လာရဲအယောက်20လောက် SWAT ပေါ့ရဲတွေရဲ့ပုံစံလော်ပြောမယ်နေတိုးတို့အောင်ရဲလင်းတို့ဆန်းဆန်းခန်းလိုင်းတို့ဒီဇိုင်းချက်ရက်ဗမာလိုဘိုက်ပူတွေမဟုတ်ဘူးနော်ချက်ရက်ရောက်လာတာအယောက်20လောက်ချက်ချင်းရောက်လာတယ်မနေ့9 နာရီလောက်မှာဟိုကောင်ကိုကဆွဲဖမ်းတယ်အကျူးလုံးကျူးလုံးဖို့ကျိုးသားခံတာဗမာပြည်ကကောင်းပါလေအင်ရှင်ကတရုတ်ကျူးလုံးဖို့ကျိုးသားလာအဲ့ဒီစင်ကာပူနိုင်ငံသားတရုတ်ကြီးတဲ့မှုကိုငယ်တဲ့မှုကိုတေးတဲ့မှုကိုပပြအောင်ဘာသာဗမာပြည်ကပြောနေတာစင်ကာပူကတော့လည်းမပြောဘူးတပတ်အတွင်းမှာမိန့်ချတပတ်ချိန်တန်3ချက်ချိန်တန်တစ်ချက်ကသေအောင်ခန်းလာနော်စင်ကာပူချိန်တန်3ချက်ထောင်တန်း3လအဲ့ဒါအထမမြောက်လို့နော်အထမြောက်ရင်ဒီကောင်မလွယ်ဘူးတပတ်အတွင်းမှာတရားစီရင်တယ်ချိန်တန်3ချက်နဲ့ထောင်တန်း3လကဘာလက်ခုပ်တီးဒါကြောင့်စင်ကာပူနိုင်ငံဟာတရားဥပဒေစိုးမိုးမှုနဲ့ပတ်သက်ရင်အင်မတန်ယုံကြည်ရတဲ့နိုင်ငံလို့ပြောတာပေါ့ပါညာဩကြော်ညာတွေဝင်ကုန်ပြီစင်ကာပူနိုင်ငံဟာတရားဥပဒေစိုးမိုးမှုနဲ့ပတ်သက်ရင်ဒါတော့သူ့နိုင်ငံသားမဟုတ်ဘူးဒီအိမ်အကူမလေးကဗမာနိုင်ငံသားသူ့နိုင်ငံသားမဟုတ်ဘူးသူ့နိုင်ငံသားမဟုတ်တဲ့သူကိုတော့သူကဒီလိုဆောင်းလျှောက်တယ်လာမလုံးနဲ့မထိနဲ့နော်ည7 နာရီပြန်မလား1 နာရီပြန်မလား2 နာရီပြန်မလားလာမထိနဲ့ရဲကားတွေကလှည့်နေတာကျွန်တော်ကတခါစမ်းမှုတယ်ကာစီနိုကစားပြီးအပြန်ကျွန်တော်အဲ့ဒီကတော့ပြောနေတာပါရမဟုတ်ပါဘူးကျွန်တော်ကာစီနိုကစားဒေါ်လာ5ကလည်းနိုင်လာတယ်ပြောရွှင်နဲ့ဘီယာလေးပါလေးတစ်ခွက်လည်းတောက်ထားတယ်ရဲတွေမြင်တော့စမ်းကျင်သိပေါက်သွားတယ်အဲ့တော့ရဲတွေကရောက်လာတဲ့ခါလက်သားတော့ရဲတွေရက်ပြီးတယ်စကားပြောတော့ပြောလို့ရတယ်ငါကာစီနိုကထွက်လာတာအေးတယ်မင်းအချိန်နေလို့ထုံးတိုင်းပေါ့ကွာကာစီနိုဆိုရှုံးတာပေါ့ကွာအေးတယ်အဲ့တော့ပြန်ကြမရှိတော့ဘူးဘယ်ပြန်မှာလဲငါ Bukit Batok 25th block ပြန်ကားကလည်းမရှိဘူး Okay လိုက်ပို့တယ်ပို့ပေးတယ်ပို့မှာပေါ့သူကာစီနိုမှာကျွန်တော်ပတ်စံနေကုန်ခဲ့ပြီလို့ပြောတာသူနားလဲတယ်လေဒီကာစီနိုအဲ့လိုနိုင်ငံခြားလာတဲ့ကောင်တွေရှာအဲ့လိုပတ်စံနေယူနေကြဒါပေမဲ့ဒီကကောင်ကဒေါ်လာ9လောက်နိုင်လာသူမသိဘူးထားပါတော့တကပို့ပေးတယ်နော်ဂီလန်ဆိုရှိဂီလန်ဆိုလေတမီးတို့ကတော့လူကြီးများကတော့ဂီလန်ဆိုလေအပျော်မိန်းမတွေရှိတယ်တတ်မှတ်ထားတယ်1 2 3ပါညာခဏနေတော့တိကျမမှတ်မိဘူးအဲ့ဒီမှာသူကဘယ်နှလန်းအထိကဧည့်သည်ကိုထွက်ဆွဲလို့ရတယ်တင်းနေ3 5ပေါ့ဘယ်လန်းကနေဘယ်လန်းအထိကဆွဲလို့မရဘူးဆွဲလို့မရရင်ထဲမှာပဲထိုင်နေဆွဲလို့ရရင်အပြင်ကိုထွက်ကျွန်တော်မှတ်မိတာတော့အောက်မှာကျွန်တော်ပြောတာ hey hello hey $50 come $50 စကားလည်းမပြီးဘူးအဲ့မှာဘာလို့ကျတော့ဘင်္ဂလီရှိတယ်ဘင်္ဂလားဒေ့ရှ်ရှိတယ်ဖောက်ထုတ်လို့ခေါ်တဲ့ဖိလစ်ပင်းရှိတယ်နော်တရုတ်ရှိတယ်ခါငယ်အဆုံးရှိတယ်ဗျာအဆုံးရှိတယ်ဂျပန်လည်းရှိတယ်မလေးရှားလည်းရှိတယ်မလည်းအဲ့လိုမျိုးရှိတယ်ပေါ့
တချို့တော့ပြောတာဗမာတွေတောင်ရှိပါတယ်တဲ့ဒါတော့ဗမာအချင်းချင်းလွှတ်ဝတ်ထားတယ်တဲ့ဗမာတွေလည်းရှိတယ်တဲ့ဒါတော့အကုန်လုံးကခေါ်ခွင့်ရတဲ့နေရာမှာသူက hey hello $50 come ကျွန်တော်မှရီလဲရီချင်းဘူးသူတော်လည်းရအောင်သွားတာဆိုတော့လေည2 နာရီ3 နာရီအစ်စပဲခေါက်ဆွဲတွေပဲသူစားမလားကျွေးမယ်ဆိုရင်စားလို့ရတယ်အဲ့ဒီမှာအဲ့ဒီခေလန်းရဲ့တစ်လျှောက်မှာရဲကားတွေကတောက်လျှောက်ပတ်နေတယ်ကျွန်တော်အဲ့ဒီနေကံမြို့ကံကိုမေးတယ်ဘာလုပ်တာလဲဒီရဲကားတဲ့သူတို့ရဲ့အဲ့ဒီအလုံးလုံးနေတဲ့မိန်းကလေးတွေကိုစောင့်ရှောက်နေတာတဲ့စော်ကားမှာဆိုလို့ကောင်းလိုက်တာကွာတို့နိုင်ငံကတော့ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တယ်ဒီလိုသာလုပ်ရင်တော့တို့နိုင်ငံဖာနိုင်ငံကြီးဖြစ်လိမ့်မယ်လို့ပြောခဲ့တယ်ခုလည်းဖြစ်နေပါပြီလို့မင်းတို့နိုင်ငံကကြတော့ဒီလိုလုပ်နေတဲ့သူတွေကိုတော့မင်းတို့ဆောင်းလျှောက်တယ်ကောင်းလိုက်တာကွာလို့ခဏနေတော့ထမင်းတုပ်တွေလာပေးတယ်စပိန်လိုဟာမျိုးမှာကယ်ရီလိုမှာထမင်းတုပ်တွေတင်ထားပြီးတော့ရုံးဝစ်ဟွာနဲ့ယူနီဖောင်းနဲ့အဲ့ကလေးတွေကလေစကားတွေပါလေပြောလို့ထမင်းတထုပ်ညလဲစားဖို့ထမင်းတုပ်အဲ့ဒါဘာလုပ်တာလဲဆိုတော့အဲ့ဒါလေဒီကအစီအစဉ်ပဲကွာတယ်အလကားကျွေးတာတော့မဟုတ်ဘူးကွာတယ်ဒါတော်တော်ဈေးသက်တာလေပြောချင်တာကွာတယ်အဲ့ထမင်းကိုမင်းအဲ့ဆိုင်မှာတော့စားမယ်$9ဆိုရင်ဒါမင်းငါထင်နေတာ$2လောက်ပဲပေးရမယ်ဒါဒီအစီအစဉ် contract ပေးထားတာအသားနဲ့ငါးနဲ့စားလို့ရတဲ့အနေထားပေါ့ဆိုတော့ထားတော့ကျွန်တော်ပြောချင်တာဒီစောင့်ရှောက်တယ်ခုနတရားဥပဒေစိုးမိုးမှုကျွန်တော်တကယ်ကြီးပြီးကြတဲ့လာပိုင်းထဲမှာအမှုတစ်ခုဖြစ်တယ်ပတ်စံကိစ္စပါတင်ရာကနန်းပေါ့ဗျာမှားသွားတယ်ကုမ္ပဏီကနေမှားသွားတယ်မှားတော့ကျွန်တော်တကယ်ကြီးနေဝိုင်းစုပြီးတော့ဇနီးတွေရောပေါ့ဟေးအဲ့ဒါမှားလို့မဖြစ်ဘူးဆိုတော့ပြန်ပြီးပေါ့ဒါပေမဲ့ဟိုကကုမ္ပဏီကမြန်တယ်တရားဆွဲလိုက်တယ်တရားဆိုတော့ရဲရလာဖမ်းတယ်ရဲရလာဖမ်းတော့ရဲအကြိုင်ကြီးဖမ်းလို့မရဘူးရဲဘူးသူရနော်ကလေးတွေမှတ်ထားအောင်ရဲက24 နာရီပဲချုပ်ခွင့်ရှိတယ်နော်ရဲ48 နာရီချုပ်ခွင့်မရှိဘူးနော်24 နာရီတည်းပို့ချုပ်ခြင်းတရားရုံးမှာယမန်ယူရတယ်ရမန်လို့ခေါ်တယ်ဗမာလိုတော့ယမန်ပေါ့တရားရုံးကခွင့်ပြုမှယမန်ကြီးနှစ်ပတ်ဆို14ရက်နော်ရဲရဲ့တဘာဝရ24 နာရီတည်းပို့ချုပ်လို့မရဘူးအဲ့တော့ယူလိုက်တော့ယမန်ပေးလိုက်တော့အဲ့ကောင်ချုပ်ရရောက်တယ်ဒါပေမဲ့ဒီမှာပတ်စံပေးပြီးပြီအကိုကြီးအမကြီးမှားသွားတယ်နော်ဒီမှာပတ်စံမှားသွားတယ်ပတ်စံမှာနော်ကြေးတယ်နော်ထုတ်ပြီးဒါပေမဲ့ရဲကိုတိုင်ပြီးသားဖြစ်တဲ့အတွက်အဲ့ဒီအမှုကရုံးရောက်သွားတယ်ကျွန်တော်လိုရင်းပဲပြောမယ်ဗျာ6 လကြာတယ်6 လကြာဘာတွေကိုစစ်နေမှလည်းမသိဘူးတယောက်စစ်နေတာဒီမှာကုမ္ပဏီကလည်းကျင်တတ်ပါပြီရတဲ့ပတ်စံလည်းဖြစ်ပါပြီကြေးအေးပါပြီလို့ပြောနေပါရဲ့နဲ့ကိုစစ်နေတာ6 လမပြီးဘူးလွယ်အောင်ပဲပြောကြစို့ပမာဏ300အခက်ရှိလို့ဖြစ်သွားတာမလွယ်ကူလို့လိုအပ်လို့ဖြစ်သွားတာလိုရင်းပဲပြောကြစို့30လောက်လက်ထိုးမှပြီးသွားတယ်အဲ့ဒါတော့မှဥပဒေဆွဲကြလို့ခေါ်တဲ့ဥပဒေဓမ္မတယောက်ကပြောတဲ့စကားကဘာလဲဆိုရင်သူဘာပြောနော်ဟောလက်ခံလဲငြိမ်နားထောင်ပါဗျသူများအနောက်ရှက်ဖြစ်တယ်လေလက်ခံရင်လည်းငြိမ်နားထောင်သူများအာနာပေါ့ဗျာကျွန်တော်တော့ပြဿနာမရှိပါဘူးကျွန်တော်ပြောပြီးပြန်ပါအဲ့တော့စောတော့ပြောတဲ့30လောက်လက်ထိုးရတယ်အဲ့ဒါတော့မှဥပဒေသမားဆွဲကြလို့ခေါ်တယ်ခုနပြောတဲ့မြို့နယ်ဥပဒေသမားပြောတဲ့စကားခင်ဗျားတို့ဘာသာခင်ဗျားတို့ကြေးမေးကျိုးတို့ဥပဒေရဆိုထောင်ချလို့ပဲရသေးတယ်တဲ့ကျွန်တော်တရားသူကြီးသားပါကျွန်တော်သိပါတယ်ဒါစင်ကျင်တုံတရားဆိုတာမရှိတော့ဘူးလားအခုတရားသူကြီးလုံနေတဲ့သူတွေကကျွန်တော်အဖေတို့မျိုးဆက်ရဲ့တပည့်တွေပါအဲ့ဒါနဲ့ကျွန်တော်ကအဲ့လူကြီးတယောက်ကိုကျွန်တော်မေးပါတယ်ဆရာအနေနဲ့ဒါတရားသူကြီးဆိုရင်ဒီအမှုကိုဘယ်လိုစီရင်မလဲဆရာလို့မေးတော့အဲ့ဆရာကပြုံးပါတယ်ကျွန်တော်စိတ်နဲ့ဆိုရင်တော့မြန်ထက်ပြီးမှာပေါ့ကိုညီမင်းညို့ရဲ့တဲ့ဒီအမှုကရှင်းနေတဲ့ကိစ္စပဲတဲ့မှားသွားတယ်ပြန်ပေးတယ်ပြီးပြီပေါ့ဗျာတဲ့ပြောချင်တာဂွင်ထဲရောက်သွားတဲ့အခါမှာကျွန်တော်လူမျိုးရဲ့စိတ်ဓာတ်ဒါငါဂွင်ထဲမှာငါလှုပ်လို့ရတယ်ဆိုတဲ့ပုံမှန်သဏ္ဍာန်မျိုးမရှိလို့မှားပါတယ်ဆိုမှခုနကစင်ကာပူမှာမြန်မာအိမ်ပေါ်အိမ်အကူမလေးကိုကာကွယ်ပေးတဲ့သူများနိုင်ငံရဲ့တရားဥပဒေနဲ့ကျွန်တော်နိုင်ငံမှာဆောင်ရွက်တဲ့ဥပဒေပြောတော့ဖြင့်ကြီးတဲ့မှုကိုငယ်အောင်အခုလုံနေတာကြီးတဲ့မှုကိုပိုကြီးလာအောင်ပိုပွားလာအောင်ငယ်တဲ့မှုကိုကြီးလာအောင်ထွားလာအောင်လက်ပေးလက်ယူကျွန်တော်ဝန်ထမ်းသားသမီးဒီစကားလေးခံပြီးကျွန်တော်ပြောလို့ရှိတယ်ကျွန်တော်အခုတအားမုန်းတဲ့ထဲမှာကျွန်တော်ဝန်ထမ်းနေပါတယ်ဘယ်လိုဝန်ထမ်းနေလဲအကျင့်သိက္ခာမဲ့သောဝန်ထမ်းများ
တိုင်းပြည်ရဲ့ရန်တရားကိုနောက်ပြန်ဆွဲနေသောဝန်တန်းစိုးဝန်တန်းညံ့များအဲ့လူတွေကိုတော့ကျွန်တော်စကားတစ်ခုခက်ပြက်ပြောတယ်မင်းတို့သလောင်းစားထက်အောက်တန်းကြတယ်ကွာသလောင်းစားကကျွန်တော်သလောင်းစားပါခင်ဗျာဆိုပြီးတောင်းစားတာလို့မင်းတို့ကသလောင်းစားလို့လည်းမပြောဘူးတိုက်ပုံအင်းကြီးကလည်းဝတ်ထားသေးတယ်လူဘာကလည်းဝါသေးတယ်လို့ကျွန်တော်ပြောတာနားစရာမပါဘူးနော်မဟုတ်ရင်နားစရာမပါဘူးဟုတ်ရင်နာပေါ့ဗျာအဲ့ဒါတော့ပြဿနာမရှိဘူးတဲ့တယ်ပြောတာလေကျွန်တော်အဖေတရားသူကြီးသား၃ယောက်ကိုတက်ကတူထားရတယ်မလောက်ဘူးပတ်စံဒါပေမဲ့ကျွန်တော်အဖေရဲ့တရားစီရင်မှုတစ်လျှောက်မှာဘယ်အမှုစီရမှမျက်ရည်ပေါက်ကြီးငါကြောင်းလှုပ်သွားတာတစ်ခါမှမတွေ့ဘူးဆရာထောင်10နှစ်ပဲချပါဆရာရဲ့330တရားလိုတရားခံလာပေးတဲ့ပတ်စံတရားလိုဘက်က30တရားခံဘက်က30ထောင်10နှစ်ပဲချပါဆရာအဲ့တော့ကျွန်တော်လူငယ်ပြီးကျွန်တော်ပြောတယ်ဒီမှာလည်းပြောဖို့တယ်ထင်ပါအဖေဒီမှုကထောင်10နှစ်နဲ့မပြီးဘူးလားအဖေကကြည်ပြီးပြုံးတယ်ခွေးမသားမင်းငါ့ကိုလာပြီးဆရာလှုပ်တော့မယ်တဲ့မင်းဘာပြောချင်လဲဆိုငါသိတယ်တဲ့ကျွန်တော်ကတကယ်လို့သာ10နှစ်နဲ့ရရင်ကျွန်တော်ကအေးစစ်ပဲဒါနှစ်ကြက်ခွက်ပဲနှစ်ဖက်လုံးယူ10နှစ်ချပြီးပေါ့360ရမယ်360ဆိုကျွန်တော်လည်းဝေါကွန်ရှူလေးအသေးစီးရမယ်ကျင်းမောင်းမီလေးအသေးဝဲရမယ်ပြိုင်ဘိန်းလေးစီးရမယ်ခုကကျွန်တော်ဘာမှကျွန်တော်ကမရဘူးကျွန်တော်အဖေတပြားမှမယူဘူး9နှစ်ချတောင်းဆိုတာ10နှစ်ပတ်စံပေးတာတပြားမှမယူဘဲနဲ့9နှစ်ချဒါပေမဲ့ဆရာကြီးကိုကျေးဇူးတင်လို့ပါဆိုပြီးအဲ့ဒီအမှုစီရင်ချက်ပြီးမှတစ်ဖက်ကို3သိန်းစီလာကြတော့တယ်အဲ့ဒီ3သိန်းကြတော့ယူတယ်ကြီးကြီးပြူပြူကြတော့တယ်3သိန်းစီကြတော့ယူတယ်အဲ့ဒီယူလို့ကျွန်တော်ကြောင်းတက်လို့ရတာလေအဲ့3သိန်းမရှိရင်ကျွန်တော်ကြောင်းတက်လို့မရဘူးကျွန်တော်သဘောထားရှင်းမယ်ထင်ပါတယ်ကျွန်တော်ဝန်ထမ်းသားသမီးပါဝန်ထမ်းတွေကိုဘလိုင်းစော်ကားနေတာမဟုတ်ပါဘူးဒါပေမဲ့ဒီဘက်ခေတ်မှာဒါအောက်တန်းကြလုံးနေဗျာကျွန်တော်တော့ခပ်ပြက်ပြက်ပဲပြောလို့ရှိတယ်တလောင်းစားရှင်းတယ်သူတလောင်းစားပါလို့ဆိုပြီးတောင်းစားတာအခုကဝင်လဲဝင်မခံဘူးလူတွေကအကြောကြီးနဲ့အဲ့တော့ဒီတိုင်းပြည်မှာနော်ဒေါ်အောင်ဆန်းစုကြည်လိုခေါင်းဆောင်မျိုးသူတို့ကတနာတယ်ပြောမှာ85နှစ်တည်းရောက်နေတဲ့ဒေါ်အောင်ဆန်းစုကြည်ဒီဝန်ထမ်းလေတွေကဝန်ထမ်းညစ်တွေကတနာတယ်လို့ပြောမှာကျွန်တော်တကယ်ချင်းတယောက်မနေ့ကရောက်လာတယ်စကားပြောတယ်ဘယ်လိုပါဘူးကွာတဲ့နိုင်ငံရေးအခြေအနေကလည်းတကယ်ချင်းမင်းတို့နိုင်ငံရေးတွေကတေချာတော့နားမလဲပါဘူးဒါပေမဲ့အရင်တစ်ပတ်ဆောင်ပို့ကုန်တယ်ကွာဘာဖြစ်လို့လဲငါပုံမှန်လှုပ်လှုပ်နေကြလူကွာတဲ့အဲ့ဒီအရာရှိကွာအဲ့ဌာနကွာအေးဘာဖြစ်လို့ဒီလူကမင်းစကားလည်းတအားအများကြီးမပြောဘူးတခေါက်မှပြောတာသူနဲ့လှုပ်လှုပ်ရတဲ့အရာရှိကအများကြီးမပြောတခေါက်မှဘာပြောလဲအရင်လိုမရတော့ဘူးအရင်လိုမရတော့ဘူးငါမေးတယ်အရင်လိုဘာမရတာလဲမေးတော့လေ तू မဖြေဘူးကွာတဲ့အကောင်းခါကလည်းခါနဲ့အရင်လိုမရဘူးဗျာအရင်လိုမရတော့ဘူးအဲ့တော့မင်းဘယ်လိုလုပ်လို့အရင်က9သိန်းပဲပေးရတာကွာအခု10သိန်းပေးခဲ့ရတယ်ပဲခု10သိန်းပေးခဲ့ရတယ်အရင်9သိန်းပဲပေးရတာဦးသိန်းစိန်နဲ့အခုနိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်ရဲ့ဂျားမှာတအားလေတဲ့တအားနဲ့တဲ့ဝန်ထမ်းတွေတအားစီးပွားဖြစ်တယ်နော်ဘာလဲအရင်လိုမဟုတ်တော့အရင်လိုမဟုတ်တော့ကာလဝိပက်နောက်ပို့တက်မဖြစ်ပါစေနဲ့ဗျာဝစ်ဆိုတာလဲတတ်ပါတယ်မှုရစင်းနဲ့ပတ်သက်ပြီးစီးပွားဖြစ်တဲ့မိသားစုတွေအရာရှိကြီးတွေနောက်ဆုံးတော့သူတို့သားသူတို့သမီးမှုရစင်းနဲ့ပဲတည်သွားတာပဲလေတားဖြစ်တဲ့သူကမှုရစင်းနဲ့အဖမ်းခံရတယ်တားဖြစ်တဲ့သူကမှုရစင်းနဲ့တည်တယ်သမီးဖြစ်တဲ့သူကကလပ်မှာဘယ်ကောင်နဲ့ညားလို့ညာမှန်းမသိဘယ်ကောင်နဲ့အိတ်လို့အိမ်မှန်းမသိမိမပြတ်သားရခဲ့တဲ့ပတ်စံတွေကလည်းမှုရစင်းနဲ့ရခဲ့တာပဲပျက်စီးသွားတဲ့ကိုသားသမီးကလည်းမှုရစင်းနဲ့ပဲဗုဒ္ဓဘာသာဆိုရင်လည်းကန်ကန်အကျိုးလေးတနားလဲပေါ့ဗျာတိတ်တော့ဝင်မပါပါနဲ့အဲကျွန်တော်ပြောချင်တာဒီကျွန်တော်တိုင်းပြည်ကျွန်တော်နိုင်ငံဟာတအားဆုံးရှုံးခဲ့ပြီပညာလည်းကောင်းကောင်းမတတ်တော့ဘူးတွေးခေါ်မျှော်မြင်မှုစင်ញင်မှုအားတွေလည်းနည်းသွားပြီအဲ့ဒီကမှပို့ဆိုးတာစောတော့ဒီမှာတချင်းနဲ့ဖြောပြနေတာရှိတယ်အဲ့ဒါဘာလဲဆိုတော့မိုးကားရည်တချင်းစောင်းလိုက်ရင်မိုးကားရည်တချင်းမတော့ဘူးမိုးကားရည်များအခုကျွန်တော်တိုင်းပြည်ရဲ့အနေထားဘာဖြစ်လဲကောင်းကျင်ရင်တောင်ကောင်းဖို့ခက်တဲ့ပြစ်စံတရစ်တကယ့်ကိုမကောင်းတဲ့ဖုံးဆိုးမြေကြီးဖြစ်မျက်စိထဲမှာမြင်ကြည့်ဗျာ69ယောက်ကမဟုတ်တာလုံနေတယ်အဲ့ဒါမှတယောက်ကကောင်းတာလုပ်ချင်တယ်တမီးတို့စဉ်းစားကြည့်အဲ့တယောက်အဆင်ပြေမလား69ယောက်ရဲ့ဒဏ်နဲ့အဲ့ဒီကောင်သေသွားမလားသေသွားမှာတမီး69ယောက်ရဲ့လက်ညှိုးက69ချောင်းလာမှာဟာမင်းတောက်ယူမထားနဲ့သူများယူသလိုယူသူများစားသလိုစားငဘောမလုံးနဲ့ကောင်းကျင်ရင်ကိုကောင်းဖို့ခက်တဲ့ပတ်ဝန်းကျင်အဖြစ်ဒီနိုင်ငံဟာတအားဆိုးသွားတယ်အဲ့ဒီကောင်းမဲ့လူကိုကာကွယ်ပေးမဲ့လူလည်းမရှိဘူး
ကျွန်တော်တို့ကပြောနေတာအလကားပြောနေတဲ့စကားတွေမဟုတ်ပါဘူးကောင်းချင်ရင်ကိုကောင်းမှုခတ်သွားတယ်အဲ့တော့ဒီလူကလည်းသူ့အသက်ကြီးပြေးပြီးတော့မကောင်းတော့ဘူးလေဗျာအဲ့တော့ဘာဖြစ်မလဲလာပေါ့အများလိုပဲပေါ့အရင်လိုပဲပေါ့အရင်နဲ့နှစ်ဆပေါ့အဲ့တော့ကောင်းချင်ရင်ကိုကောင်းမှုခတ်တဲ့အခြေအနေကိုကျွန်တော်တို့ရောက်ရှိသွားပြီဒါတွေကိုပြင်နိုင်တာဒီပါလေပညာရေးကပဲပြင်နိုင်မှာပညာကပဲပြင်နိုင်မှာငယ်ငယ်လေးကသင်ခဲ့ရမှာသူတို့ဘာပေါ့လို့အနိုင်ကျင့်တာတွေမကောင်းဘူးနော်ဟီရီအော်တာပါလို့ခေါ်တဲ့ရှက်တင်ရကိုရှက်ဖို့ကြောက်တင်ရကိုကြောက်ဖို့ငယ်ငယ်လေးကသင်ရမှာတိုင်းပြည်ရဲ့ပစ္စည်းဥစ္စာဘဏ္ဍာတွေကိုခိုးတယ်ဝတ်တယ်ဆိုတာရှက်စရာနော်သင်ခဲ့မှာဟောပညာရေးကဘာမှမသင်ခဲ့ဘူးဒါသင်ဒါချက်ဒါမေးဒါဖြေဒီနေ့ညကြက်ထားတဲ့စာကိုနောက်နေ့တူအောင်ပြန်ရင်းနိုင်တဲ့ကောင်တော်တယ်တူအောင်ပြန်ရင်းနိုင်ရင်တော်တာပဲအဲ့တော့ကြက်တူလေးတွေနှုတ်တိုက်တွတ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 ်အဲ့ဒီမှာဆယ်တန်းတွေဖြစ်ဂုံတူတွေအများကြီးရဆရာဝန်တွေဖြစ်အင်ဂျင်နီယာတွေဖြစ်စစ်ဗိုလ်တွေဖြစ်တရားသူကြီးတွေဖြစ်ရှင်းနေတွေဖြစ်အဲ့ဒီလိုတွတ်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 ကနေဖြစ်လာတဲ့ဆရာဝန်တွေစစ်ဗိုလ်တွေအင်ဂျင်နီယာတွေကတရားမဲ့စွာပြုမှုကြတာမဆန်းတော့ဘာမှမသင်ခဲ့ရဘူးငယ်ငယ်တွေကပြန်စဉ်းစားကြည့်ကျွန်တော်တို့ပညာရေးအောင်စရာကြီးသူငယ်တန်းကနေပွဲရတဲ့ဒီ15နှစ်သာသင်လိုက်တာအဲ့ဒီပညာရေးထဲမှာလူမှုရေးလည်းမပါဘူးစီးပွားရေးလည်းမပါဘူးနိုင်ငံရေးလည်းမပါဘူးဘာသာရေးလည်းမပါဘူးအားကစားလည်းမပါဘူးကျွန်တော်မိကုန်းတစ်ခုထုတ်ကြတယ်ပညာဟောပါရဲ့လားပညာလည်းမပါဘူးဘာတွေသင်နေတာသင်နေတာလားတတ်နေတာလားမိဘတယောက်အနေနဲ့ကျွန်တော်မေးချင်တယ်ကျွန်တော်တို့ရဲ့သားသမီးတွေကိုခင်ဗျားတို့သင်နေတာလားတတ်နေတာလားပြဿနာတက်ပြီနော်ပန်းသီးတစ်လုံးငါးချက်ပန်းသီးငါးလုံးမြင်များနေတဲ့စာမွေးရောက်တော့ဆရာမမေးတယ်ပန်းသီးနေရာမှာလိမ္မော်သီးပြောင်းလိုက်တယ်လိမ္မော်သီးတစ်လုံးငါးချက်လိမ္မော်သီးငါးလုံးမြင်များနေကလေးတော်လုံးငုတ်ထုတ်ထိုင်နေဆရာမစိတ်တိုးတယ်ဟဲ့ငါသင်ထားတယ်ဘာလို့မတွတ်တာလဲခတ်တော့တဲ့ကလေးတော်ကထားပြေးတယ်ပန်းသီးဆိုရင်တွတ်တတ်တယ်လိမ္မော်သီးဆိုဘာလို့မှမသိဘူးတဲ့လိမ္မော်သီးဆိုဘာလို့မှမသိဘူးတဲ့ခြေလေးကြောင့်တော်ငါးမျိုးကိုဖော်ပြပါခြေလေးကြောင့်တော်ငါးမျိုးမှာကျွဲနွားဆင်မြင်းစိတ်ကျွဲနွားဆင်မြင်းစိတ်ကြောင့်အများနဲ့ပြောနေကြလည်းဖြစ်ပါလိမ့်မယ်ကျွဲနွားဆင်မြင်းစိတ်တာရီလောင်ကျွန်တော်သား၄တန်းဒါဖေဒိဋ္ဌာန်စိတ်ကူရှာမယ်ဒါမေမေဒိဋ္ဌာန်စိတ်ကူရှာမယ်ဟောစောစောကပဲခွေးလေးတွေကြောင်လေးတွေလာပြန်ဒါခွေးလေးတွေမှာခြေ၄ကြောင်ကြောင်လေးတွေမှာခြေ၄ကြောင်ဒိဋ္ဌာန်ရောင်နေအသားရောက်ဖူးတယ်ကြားတွေမှာခြေ၄ကြောင်ချက်တစ်တွေမှာခြေ၄ကြောင်ခြေ၄ကြောင်နဲ့တော်အများကြီးလေဒါကျွဲနွားဆင်မြင်းစိတ်ကျွဲအဲ့လိုမချက်ပါနဲ့ဒါခြေလေးချောင်းပါလားဒါစိတ်တာဖြစ်လို့ကျွန်တော်ဒါကောင်းခါမရဘူးဖေးဆရာမသူ့အကောင်နေမဟုတ်ရင်အမှန်မပေးဘူးတဲ့ဆရာမသူ့အကောင်နေမဟုတ်ရင်အမှန်မပေးဘူးအဲ့တော့ကျွန်တော်သားကျွဲနွားဆင်မြင်းစိတ်ဖြစ်တာတကောင်၄မှတ်နဲ့9ကောင်အမှတ်20ရတယ်မှတ်20အဲ့ဒီသူ့အောက်ကတကယ်ချင်းကဆင်မြင်းစိတ်ကျွဲနွားလို့ဖြစ်တဲ့ကောင်က18မှတ်ပဲရကျွန်တော်အဲ့နဲ့ကိုတိုက်ကြည့်ကျွန်တော်သားကျွဲနွားဆင်မြင်းစိတ်ကျွန်တော်သားတကယ်ချင်းကဆင်မြင်းစိတ်ကျွဲနွားအဲ့ဒီဆရာမဒီចောင်းလေးကကျွန်တော်ဈေးပေးမှာကျွန်တော်တိုက်ခန်းပေးမှာကျွန်တော်မနေ့ကျတော့သွားရင်းနဲ့တွေ့တော့ဆာမလေးနဲ့တွေ့ကျွန်တော်တပည့်တော်မဟုတ်ဘူးသူကကျွန်တော်ဆရာဆယ်တန်းအောင်နဲ့ကလေးရဲ့တပည့်တငယ်ချင်းပေါ့ကျွန်တော်တပည့်တော်မဟုတ်ဘူးကျွန်တော်ဆရာဆယ်တန်းအောင်တော့မဟုတ်ဘူးကျွန်တော်ကျရှင်ပြတာဆိုဆာမလေးလို့သမီးရေးလို့ဩဆရာတဲ့ဆရာကိုသိလားလို့သိပါတယ်ဆရာတဲ့နင်းပွင့်တို့ဆရာမလားတဲ့အေးဟုတ်တယ်သမီးကိုဒီလိုဆရာနှုတ်ဆက်တာပါလို့ဆရာသူ့ထက်ညိုရဲ့အဖေလေးလို့သိတယ်ဆရာတဲ့သမီးကပြီးခဲ့တဲ့ဘက်ကျွမ်းတော်ဆင်မင်းစိတ်ဖြေတာသူ့ထက်ညိုမှ20ရတယ်သမီးရဲ့လေဟုတ်တယ်ဆရာတဲ့သူ့ထက်ညိုတော်တယ်ဆရာတဲ့မှန်တယ်အဲ့တူတဲ့ပြတဲ့ငယ်ချင်းလေးသမီးကိုတုတ်တုတ်လေးလို့ဝတ်တုတ်ကလေးလေးဂျူမုံလေးလို့အတိရဆရာဂျူမုံလည်းသိတယ်ဂျူမုံကလည်းရှမ်းနေစားအေးသမီးဂျူမုံကျတော့သမီးစင်မင်းစိတ်ကျွမ်းလာလို့ဖြေတာလေလို့သမီး16မှာပဲပြေးထားတယ်အကောင်9ကောင်လုံးတူတယ်လေသမီးဘာဖြစ်လို့လဲလို့အဲ့ဒါပေါ့ဆရာသမီးတို့ကတင်လိုက်တာကျွမ်းတော့စင်မင်းစိတ်စီရီယယ်လိုက်တိတိကျကျတင်ပေးလိုက်တာဒါကိုဒီကလေးကငယ်ငယ်လေးကပြောင်းပြန်နေလို့တော့သမီးလက်မခံဘူးဆရာဒါတော့စင်မင်းစိတ်ကျွမ်းလို့ဖြစ်တော့သမီးနှမလျှော့လိုက်တယ်ကြည့်လိုက်ရင်အကျင့်ပါသွားရင်မလွယ်ဘူးဆရာရဲ့ကျွန်တော်ဘာမှဆက်မပြောနိုင်တော့ဘူးအေးပါသမီးရဲ့ဒါသင်ဒါချက်ဒါမီးဒါဖြည့်ဆိုတဲ့စနစ်ထက်မိကုန်းနေလဲမေးလို့မရနှစ်နဲ့ပေါင်းမှ4မဟုတ်ဘူးဗျတရား96ကိုနှုတ်ရင်လည်း4ရတယ်4ရတဲ့အကြောင်းတွေအများကြီးရှိတယ်4ရတဲ့အကြောင်းတွေအများကြီးရှိတယ်ခင်ဗျားတို့ဘက်ကကြည့်တော့လက်ဖဝါကျွန်တော်ဘက်ကကြည့်တော့လက်ဖမိုးဗျဆက်ဆရာဘက်ကကြည့်တော့လက်မဝရှင်မြင်ရတယ်ဒီဘက်ချမ်းကြည့်တော့လက်သားဝင်မြင်ရတယ်ရုပ်ရှင်ရိုက်ကွင်းလို့ဂရိန်းတွေပါတယ်နဲ့ဘတ်အိုင်ဗျူးလို့ခေါ်တဲ့အပေါ်စီးနဲ့ကြည့်ရင်လက်ဖွားလည်းမဟုတ်ဘူးလက်ဖမိုးလည်းမဟုတ်ဘူးလက်မလည်းမဟုတ်ဘူးလက်သားလည်းမဟုတ်ဘူးလက်ထိတ်ကလေးတွေပဲမြင်ရတယ် point of view လို့ခေါ်တဲ့ကြည့်တဲ့ရှုထောင့်ကနေအဖြေ9မျိုးပြောင်းသွားတယ်လက်ဖွားလည်းမှန်တယ်
လက်ဖမိုးလက်မှန်တယ်လက်မဝေရှင်မြင်တယ်ဆိုတာလက်မှန်တယ်လက်သန်းလက်မှန်တယ်လက်ထိတ်ကလေးတွေပါကွာဆိုတာလည်းမမှားဘူးလောကကြီးကိုအဲ့လိုပုံစံနဲ့ရှုမြင်တတ်မှအစဉ်ပြေမှာလက်ဖမိုးမှာအမှန်ဆိုတဲ့ပုံစံမျိုးနဲ့လောက်ခဲလို့အခုဘာသာရေးနဲ့ပတ်သက်လို့ပြဿနာတက်တဲ့ဖက်ဒရယ်ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ပြဿနာတက်တဲ့ကချင်နဲ့ကရင်နဲ့မတည့်ဘူးရခိုင်နဲ့ဗမာနဲ့မတည့်ဘူးသူဖြစ်နေတာဝင်းနေဖို့ကောင်းတယ်နော်ကျွန်တော်တို့ရခိုင်နဲ့မမုန်းဘူးနော်ကျွန်တော်မိမဆွတ်တွေ့သူမမုန်းဘူးကျွန်တော်မိမဆွတ်တွေ့သူဒါပေမဲ့အဲ့ဒီရခိုင်နဲ့ဗမာတွေကိုတအားမုန်းတယ်နော်ကျွန်တော်ပြောချင်တယ်ကျွန်တော်တန်ခါကြီးတွေမှာလည်းရခိုင်နေအများကြီးခင်ဗျားတို့မတရားသဖြင့်တော့မလုပ်နဲ့ကျုပ်တို့ခေါင်းလေးနဲ့ကိုက်ရင်တော့ကျုပ်တို့ရခိုင်မုန်းဒီပြေးတော့တာခင်ဗျားတို့ဒီနေ့နိုင်မဲ့ကြီးနေတဲ့နေတိုးကရခိုင်မင်းသားရတနာမိုင်ကရခိုင်အစိုးရကျုပ်တို့မှတော့ချစ်လိုက်ရတာခင်ဗျားတို့ကလာပြီဗမာတွေဘာဖြစ်တယ်ညာဖြစ်တယ်ဖြစ်နေတာတကယ်တော့ပြန်စဉ်းစားကြည့်လူမျိုးတွေမှာဗမာငဘောဟာအဲဆိုင်းစီကြောက်လဲအားပေးတယ်အဲဆိုင်းစီအဲခုံးကြီးလဲအားပေးတယ်အဲလုံးဝလဲအားပေးတယ်အဲအွန်လိုင်းအဆိုင်းလဲအားပေးတယ်ဟုတ်တယ်နော်ခင်လေးຫນွယ်လို့ခေါ်တဲ့ဟိုပတောင်မာလေးလဲအားပေးတယ်ဘာလူမျိုးမှမဆွဲဘဲနဲ့တွေ့သမျှအကုန်အားပေးနေတာကျွန်တော်တို့ဗမာလူမျိုးငဘောပဲရှိတယ်သူတို့ကတော့သူတို့လူမျိုးနဲ့သူတို့ဆွဲနေနောက်တော့ကချင်နောက်တော့ကရင်ဖြစ်နေတာပြီးတော့ဒီဗမာကိုပဲပြောဆိုခံရတယ်ထူတောင်းခံရတယ်အာနာရှင်ကဖိနေတာတစ်မျိုးအချင်းချင်းကမကြည်လင်တာတစ်မျိုးမိအေးဘယ်နှခါနာမှမသိတော့အကျဉ်းချင်းနာနေရတယ်ပြန်စဉ်းစားကြည့်ရင်စိတ်တူဖို့ကောင်းတယ်တကယ်တော့ကျွန်တော်တို့ကဖြူစင်တယ်ရိုးသားတယ်ထားတော့အဲ့တော့ကျွန်တော်ပညာရေးကိုလည်းကောင်းကောင်းမလုပ်ခဲ့ဘူးအဲ့တော့ကျွန်တော်သားပြောတဲ့နော်ကျွန်တော်သားရဲ့ပြောတဲ့စကားအဖေးတဲ့လေးတန်းဒါအစိုးရအကြောင်းနဲ့အဆင်မပြေတော့ဘူးဖေးတဲ့ကျွန်တော်သားစကားတားတတ်တယ်နော်ဂိမ်းနေတာဆိုတယ်ဂိမ်းနေဆိုသူဂိမ်းနေထူးဆန်းတယ်ငကြက်နဲ့အဲ့ငကြက်တွေကလည်းဝယ်ပြရတယ်တောင်းကနမ်းမဲငကြက်နဲ့တတ်ထားတာဟဲ့အောင်မင်းတော့မပြစ်ပါစက်တွေကလည်းအော်လို့ကျွန်တော်တခါတည်းအိတ်နေလန့်နိုးတယ်ကဘာတွေတော့အမဟုတ်တာတို့ဂိမ်းဆောင်တာမဟုတ်မင်းကမင်းတယောက်တည်းဆောင်တာမဟုတ်ဘူးလားမဟုတ်ဖေးတော့3ယောက်ဆောင်တာဘယ်မှာတော့3ယောက်တယောက်ကပြည်ရတယ်ဟာတယောက်ကစစ်တူရဟာမသိဘူးကျွန်တော်နားမလဲသူတို့ဂိမ်းနေအားလို့ဆောက်လို့ရတယ်တဲ့ငကြက်နဲ့အဲ့ဒီမှာတော့ဦးစင်းငယ်လေးကိုရင်ငယ်လေးတပားပါလာသူတို့အကုန်ရှုံးတယ်ဟိုကောင်ကလူလိုမပြောဘူးလေတခါကြီးကဲပါဦးတခါကြီးကိုရိုကဲပါဦးကိုရိုပြန်လို့တော့မလို့မယ်ဆိုအဲ့တော့တားပါပြောလဲဆိုအဲ့ဒီကောင်ပါလို့ရှုံးတာအဖေတဲ့ငါတည်တော့မယ်မြန်ကဲဆိုတားတော့မြန်ပြည့်ရမှာအခုပြန်လို့တော့မလို့မယ်ငါပြန်လို့တော့မလို့မယ် तू ပြောတာအကြာကြီးတဲ့ तू ပြောတာကြာတာနဲ့ရှုံးတာတဲ့မပါနဲ့လို့ပြောလို့လည်းမရဘူးတဲ့အဲ့ကိုရင်လေးလားဦးစင်းလေးလားမသိဘူးငယ်လေးကမန္တလေးကအမင်းတို့ဘလို့တွေ့တာဆိုဒီလိုပဲနဲ့ line မှာပေါ်တယ်တဲ့အဲ့ဒါကစားနေ line မှာပေါ်တယ်လို့ပြောတယ်ကျွန်တော်တို့စိတ်ဝင်စားတော့မသိဘူးပေါ့ဗျာအဲ့တော့ဒီကောင်တွေကထက်တယ်တွက်တယ်ကွန်ပျူတာတွေပါတွေကျွမ်းတယ်ကျွန်တော်တောင်းဆိုတာလေးတန်းနဲ့မှာဘေးဘာဟောတော့ဒီထဲမှာဆရာဆရာမတွေပါကျွန်တော်လေးစားပါတယ်နော်ကျွန်တော်ကိုယ်တိုင်ကျူရှင်ဆရာပါကျွန်တော်အခုပြောနေတာလူပုဂ္ဂိုလ်တွေကိုပြောနေတာမဟုတ်ဘူးနော်မကောင်းတဲ့စနစ်ကိုပြောနေတာကျွန်တော်သားပြောတဲ့စကားအဖေးတဲ့သားအစိုးရအကြောင်းနဲ့အဆင်မပြေဘူးဖေးတဲ့မင်းစကားကလည်းကြီးလိုက်တာကွာလို့အစိုးရအကြောင်းနဲ့အဆင်မပြေတော့အဖေကဘာလုပ်ပေးရမှာလဲလို့မင်းကိုလည်းဒီเจ้าကနေဆယ်သားအောင်ခဲ့တာအခုတက်ကတော်တက်နေပြီအဖေကတတိမဟုတ်ဘူးသားရဲ့လို့အပြင်เจ้าမှာထားရင်30 30ကုန်တယ်အဖေအဲ့လောက်ပတ်စံမပေါ်ဘူးလို့ဘာဖြစ်လို့တော့အဖေကသားအစင်တော့မပြေဘူးဖေရတဲ့ဘာဖြစ်လို့သားကတန်းထဲမှာမော်နီတာပြတယ်တန်းကောင်းဆောင်တရက်ကဆရာမရောက်လာပြီးတော့ तू ကစာမတင်နိုင်ဘူးတဲ့သားတော့ကစားနေတာပေါ့တဲ့အဲ့တော့ဝုန်းနဲ့ရိုက်တော့အကုန်လုံးရိုက်ခံရတယ်ပြီးတော့ဆရာမပြောတယ်မော်နီတာတွတ်ထညိုလာကစားနေရစားပြီးတော့ကဲနေတာဟုတ်လားငါဒီမှာအစည်းအဝေးတွေနဲ့လှုပ်ရှုပ်နေတယ်ဝါလုံး7မျက်နှာရေးထားပြန်လာလို့မပြီးရင်ဒီလိုအကုန်ရိုက်ခံရမယ်ဆိုပြီးတော့တောင်းဝင်ပေးသွားတယ်ဖေးတယ်သားတို့အကုန်လုံးနဲ့ဝါလုံး7မျက်နှာဟောသားရဲ့ဝါလုံး7မျက်နှာရေးလိုက်ပေါ့သားရဲ့ကာကြီးဆိုတာဝါလုံးလေးနှလုံးပူထားတာအောက်ကဖြတ်လိုက်တော့ကာကြီးခါကွေးဆိုတာဝါလုံးလေးကိုအစံလေးခတ်လိုက်တော့ခါကွေးခါငယ်တော့အောက်ကဖြစ်ကျွန်တော်ဆရာလောက်တာဝါလုံးလေးတွေဝိုင်းမလိမ့်လေးတွေလှတာငါသားရဲ့ရေးပေါ့ကွာဆရာမလည်းအားမအားတာဘာပြန်ပြောရအောင်ဖေးတယ်သားတို့ကကွန်ပျူတာကင်ပါလေဖေးတဲ့ဘောပင်ကိုသားတို့ကလက်မှတ်ထိုးအောင်လောက်ပဲတုံးပါဝါလုံးတွေဝိုင်းစာမလုပ်ဘူးတဲ့နည်းနည်းကျွန်တော် shock ရသွားတယ်ဟုတ်တယ်လေသူပြောတာဟုတ်တယ်လေသူကွန်ပျူတာကင်ပါလေဘောပင်ကတော့လက်မှတ်ထိုးဖို့လောက်ပဲတုံးပါပြန်စဉ်းစားကြည့်တော့ဟုတ်တယ်လေဗျာကျန်တာတွေအားလုံးကကွန်ပျူတာနဲ့သွားမှာလေဘောပင်ကိုသားတို့လက်မှတ်ထိုးအောင်လောက်ပဲတုံးပါဖေးတဲ့အဲ့ဒီဝါလုံးတွေကလိုဘူးတဲ့မတတ်လေလေအဲ့လောက်မညံ့ဘူးတဲ့အေးထားတော့ဖြစ်ချော့မော်ပြီးထား9တန်းရောက်
ဒါပြောဖေးတဲ့ဒါအဆင်မပြေဘူးနော်တဲ့အဖေလည်းအဆင်မပြေဘူးလို့ဒါအဆင်မပြေတာလည်းမဟုတ်ဖေးလည်းအဆင်မပြေဘူးလို့ဘာဖြစ်ပြန်ပြီတော့လို့ရောက်တယ်ဒီမှာကြည့်တယ်ပလာဆောက်တဝက်စမနာ30လောက်ရှိတယ်တဝက်တင်ချဘာဖြစ်လဲဒါတပုတ်ကို10ခေါက်တွက်ခတ်ဖို့ပြောတယ်ဒါကြက်စာဆိုတာကြက်ရတယ်တွက်စာဆိုတာတွက်ရတယ်တွက်မှမှတ်မိတာငါသားဆရာမမှတ်မိစေချင်လို့စာအုပ်ကိုပြစ်ပေးတာဖေးကိုပြီးတော့မှကြော့လုပ်တယ်ပြစ်ပြီးတော့ကိုရောင်ကန်းနဲ့ဖတ်ကြော့ဖေးတယ်အဖေကြိုက်တဲ့အပုတ်မေးပါဒါစိတ်တွက်နဲ့ဖြေမယ်အဲ့ဒါကိုတပုတ်10ခေါက်တွက်နေတော့ဒါဘယ်ချိန်ဂိမ်းကစားရမှာတော့ည7နာရီထိုးတော့မပြီးတော့ဘူးတဲ့အဖေကြိုက်တာမေးမရလို့ရှိရင်ဒါတွက်မယ်တဲ့ကြိုက်တဲ့အပုတ်မေးဒါစိတ်တွက်နဲ့ဖြေပြမယ်လေတပုတ်ကို10မျက်နှာလိုချင်ရင်လေမိတ်သူဆွဲလိုက်ပါဖေးရတယ်တမျက်နှာမှာ15ချက်ပဲပေးရတာဘာလဲကားတဲ့အချိန်နဲ့ကောင်းအောင်လေဒါလည်းဟုတ်တာပဲကျွန်တော်အခု6တန်းပြောင်းလိုက်ပါပြီကျောင်းပြောင်းလိုက်ပါကျောင်းပြောင်းလိုက်တော့ပြင်ပကျောင်းတိတာထင်ရှားစွာဟောကင်းရှူးနဲ့ကျမောင်းမီနဲ့သူကျောင်းကျမောင်းမီဝလို့ရတယ်ဘောင်းမီဝလို့ရတယ်ကျောင်းအပေါ်တော့ကျောင်းမစိုးဖက်နှက်300ဝယ်ပေးရတယ်အာကသားရဲမှာစီမာနဲ့ဘယ်ရဲမှာစီမာဟာနဲ့ပေါ်ပါပျော်ရွှင်ရွှင်ကျောင်းမနေ့6နာရီဆိုရေမိုးချိုးပြီးပြီအတန်ပြန်လေးရလဲကြိုက်တော့ညနေပြန်လာတယ်4နာရီလောက်ချူရီတန်နေနဲ့ကြည့်လိုက်တော့ပျော်ရွှင်ပေါ်ပါလန်းဆန်းကျွန်တော်ပတ်စံပေးရကြိုးနတ်တယ်ကျောင်းတက်တဲ့ကလေးတော့ပျော်နေရမယ်ပြည်နိုင်ကြီးကပျော်နေရမယ်ကျောင်းသားပျော်နေပြီတေးကြတော့သူကပြန်လာပြီဖေးတယ်ကျွန်တော်အခုလိုမျိုးဟောပြောပဲသွားဖို့လုပ်တော့ဖေးဟေးစကားနည်းနည်းပြောလို့ရလားအေးရတယ်ခဏဘောက15မိနစ်ပေါ့ကားလာကြိုရင်တော့ဖေးသွားမှာလို့ပြောလို့ဗာပြောနေတယ်ထုံးသားတိုင်းကောင်ချွဲတတ်တော့ဖေးကိုလာဖက်ဖေးတယ်ဒါအခုကျောင်းမှာကျောင်းသားသမဂ္ဂဥက္ကဋ္ဌတော်တဲ့ဟမ်ကျောင်းသားသမဂ္ဂရဲ့6တန်းနေသားမဟုတ်မင်းကျောင်းသားသမဂ္ဂတွေပါလေပြောမင်းဘယ်သူကဥက္ကဋ္ဌခဏသမဂ္ဂအတိတ်ပဲမသိလားသိတာပေါ့ဖေးရတယ်သမဂ္ဂဆိုတာအသင်ပင်အစီယုံပဲတဲ့6တန်းက4ခန်းရှိတယ်ဒါကမလုပ်ချင်ပါဘူးတဲ့ဒါအကုန်လုံးကသားကိုလှုပ်ပါပြောတော့လောက်ရတယ်လှုပ်တော့ဒီတိုင်းတော့ရလာမဟုတ်ပေါ့ဖေးရတယ်4ခန်းဆို4ယောက်ပြန်ရတာပေါ့လေ4ခန်း4ယောက်ပြန်ရတာလေအဲ့တော့မင်းဘယ်လိုပြန်ပြောမဲဆွဲရတယ်လေဖေးမဲဆွဲရတယ်မဲဆွဲရရုပ်ကပွဲလုပ်ပြီးတော့မဲဆွဲရတယ်လေဖေးရတယ်ရုပ်ကပွဲလုပ်ဖို့အတွက်မဲဆွဲတဲ့စကားတွေပြောတယ်လေဖေးရတယ်အမေဘာတွေပြောတော့ဟာဖေးရတယ်ဒါအဲ့တခါဝင်တခါတော့ဒါပြောတယ်ကောင်မလေးတွေအမှဒါမေးလိုက်တယ်ကဲငါအခုရွေးမယ်ငါဥက္ကဋ္ဌမင်းတို့ငါ့ကိုမဲပေးကြအဲ့နင်တို့ဘာဖြစ်ချင်လဲပြောလို့ဒါမေးလိုက်တယ်အဲ့မှာကောင်မလေးတွေကအမှပြောတယ်သူတို့ကျောင်းရဲ့အိမ်သားကကလေးတွေဖြစ်တဲ့အတွက်တကားအပြည့်မကာထားဘူးစင်နေရွက်လို့တဝက်6တန်းဆိုတော့ကလေးတွေပါဒါပေမဲ့အဲ့6တန်းထဲမှာအပြိုပေါ်ဝင်ကားစားနည်းနည်းခတ်ထော်တော့မိန်းကလေးတွေပါတယ်သူတို့က toilet ဘိုးတိုင်းထိုင်တော့ခန္ဓာကိုယ်ကနည်းနည်းထွားတော့ဒူးလေးတွေပါလေးတွေခြေသလုံးလေးတွေပေါ်တော့သူတို့ကနည်းနည်းရှက်တယ်အဲ့ဒီဟာကိုသူတို့ကအပြည့်ကားစေခြင်းတယ်အဲ့တော့တားကိုပြောတယ်တဲ့သူတို့ညိုနေဥက္ကဋ္ဌအဖြစ်ငါတို့ရဲ့ထောက်ခံမဲကိုလိုချင်ရင်ဒီတကားတွေကိုနေဥက္ကဋ္ဌအဖြစ်အပြည့်လုပ်ပေးနိုင်မလားလို့တားကိုမေးတယ်တဲ့အဲ့မင်းဘာပြောလိုက်ငါ့ကိုသာဥက္ကဋ္ဌဖြစ်အောင်မဲထက်ငါလုပ်ပေးမယ်လို့ပြောလိုက်တယ်ဟာဟဲ့အောင်မင်းကျောင်းဟာတွေကိုမင်းကိုလို့ချင်တယ်လို့မရဘူးလေလို့အဲ့ဒါတွေမသိဘူးဖေရတယ်လောဆယ်သားဥက္ကဋ္ဌဖြစ်ဖို့ရည်ကြီးတယ်မင်းကလေးတွေတော့ပါမင်းယောက်ျားလေးတွေကြတော့လားယောက်ျားလေးတွေပိုးလွယ်တယ်ဖေရတယ်တောက်လို့ကြောင်ပါထမင်းတုပ်ပဲရှိတာတောက်လို့ကြောင်ပါထမင်းတုပ်တယ်အဲ့ဒီအေးနဲ့ဒါပဲရှိတယ်ဒီကောင်လေးစားနေတာဒင်ဆန်တို့ပေါက်စီတို့ဟမ်ဘာဂါတို့ဒီကောင်လေးတားပြောလာတာရှင်းလေးပဲငါ့ကိုသာမင်းတို့ဥက္ကဋ္ဌဖြစ်အောင်မဲတဲ့ဖြစ်မင်းတို့စားနေတာလေအကုန်လုံးဈေးစင်တန်းဖြစ်အောင်ငါလုပ်ပေးမယ်လို့ပြောလိုက်တယ်မင်းမလုံနိုင်ရင်ဘယ်လိုအဖေအဲ့ဒါနောက်မှတယ်လောလောဆယ်ဥက္ကဋ္ဌဖြစ်ဖို့ရည်ကြီးတယ်6တန်းရွေးကောက်ပွဲဆိုတဲ့စကားလုံးကိုပြောတယ်မဲဆွဲတယ်ဆိုတဲ့စကားလုံးကိုပြောတယ်တပတ်ကဆိုတဲ့စကားလုံးကိုပြောတယ်ကျွန်တော်တို့ခုကလေးတွေ10တန်းအောင်ပြီးရင်16နှစ်ပြည့်မယ်မကြခင်မှာမဲပေးရမယ်ဘာသိလဲဘာမသိဘူးသူတို့ဘာမှမသိတာကိုအပြစ်မပြောနဲ့ကျောင်းကဆရာမကိုယ်တိုင်ဘာမှမသိဘူးဘာမှမသိလို့ဆရာမအဲ့စကားပြောနေတာလေဆရာကျမနိုင်ငံရေးနဲ့ကင်းတယ်နိုင်ငံရေးနဲ့ကင်းရင်လူမဟုတ်ဘူးနိုင်ငံရေးနဲ့ကင်းတာတိရစ္ဆာန်ပဲရှိတယ်လူဆိုနိုင်ငံရေးနဲ့ကင်းလို့အများကိုသင်ပေးနေရတဲ့ဆရာမကိုယ်တိုင်ကဒီလိုလေးကျမနိုင်ငံရေးနဲ့ကင်းတယ်ဆိုမှတော့ဒီပညာကြီးကဘာသုံးစားလို့ရအောင်မလဲဦးနေဝင်းလက်ထက်ကထက်ခဲ့တဲ့ဂျင်းဘတ်ကြီးဦးနေဝင်းလက်ထက်ကထက်တဲ့ဂျင်းဘတ်ကြီးကိုဒီနေ့ဒီချိန်ထိလူတွေကြောက်ရွံ့တုံလို့ဒါကိုဒေါအောင်ဆန်းစုကြည်တက်နေတယ်မှာဖြေပေးနေပါတယ်ဒါပေမဲ့ဒေါအောင်ဆန်းစုကြည်စကားဆိုနားတော့အပြည့်ရောက်ပုံမရဘူးဝန်ထမ်းတွေကနိုင်ငံရေးနဲ့မပတ်သက်ရဘူးဆိုတော့မှားတယ်လို့ဒေါအောင်ဆန်းစုကြည်ပြောပြီးသားနော်ကိုရုံးကိုသွားပြန်လာရင်ကိုကြိုက်တဲ့ပါတီကိုအားပေးဝင်းရကြိုက်တာလို့ကိုလို့တော့မထိခိုက်စေနဲ့ပြောပြီးသား
သို့တော့ဂျင်းဘက်ကထည့်ထားတဲ့ဂျင်းဘက်ကဒါကြည့်တော့ထားပါတော့ဆရာဆရာမတွေကိုကျွန်တော်အပြပြောသလိုဖြစ်ပါလိမ့်မယ်တကယ်တော့လည်းကျွန်တော်ကပြောချင်တာပါနော်ဆိုတော့ဒီဆရာဆရာမတွေကိုတိုင်ကနိုင်ငံရေးကိုနားမလည်ပဲနဲ့ဒီကလေးတွေကိုဗာသင်ပေးမှာတော့ကျွန်တော်အများကြီးပြောတဲ့စကားရှိတယ်ဗိုလ်ချုပ်အောင်ဆန်းဖြစ်လာမဲ့ထိန်လင်းလေးသာခင်ဗျားတို့လိုဆရာဆရာမတွေနဲ့သင်ခဲ့ရရင်ဒီနိုင်ငံလွတ်လိုက်မရဘူးလို့ဟုတ်တယ်နော်တခင်ကိုလိုမိုင်းလိုဆရာမျိုးဒီလိုဥပချိုလိုဆရာမျိုးဥရဇတ်လိုဆရာမျိုးနဲ့တွေ့ခဲ့လို့ရဲရဲတောက်အောင်ဆန်းဖြစ်လာတာနော်မာကျောတဲ့တန်ချောင်းအောင်ဆန်းဖြစ်လာတာနော်ထားပါတော့ဗျာဒါတွေကပုဂ္ဂိုလ်ရေးဆာမာတယ်တဖြည်းဖြည်းနဲ့တော့ပြင်ရမှာပေါ့နော်တိုင်းပြည်မှာဆရာဆရာမတွေရဲ့ခန်းကဏ္ဍအင်မတန်အရေးကြီးတယ်ဗျနော်ဒါလည်းထားလိုက်ပါတော့အဲ့တော့ကျွန်တော်နိုင်ငံရဲ့ပညာရေးသည်ကျွန်တော်နိုင်ငံရဲ့အခြေအနေသည်ဆောတော့ပြောတဲ့ပညာကောင်းကောင်းမတတ်ဘူးအဲ့ဒီပညာရေးမှာနောက်ထပ်တစ်ခုမပါတာပါလဲစာပေအမှုပညာမပါဘူးစာကြည့်တိုက်အသုံးချတဲ့ပညာရေးမပါဘူးစကားတစ်ခုနဲ့ကျွန်တော်ရှင်းအောင်ပြောပါမယ်စာကြည့်တိုက်ကိုဌာပနာခြင်းမရှိတဲ့ပညာရေးဟာပညာရေးမမီဘူးတန်ပြောမယ်စာကြည့်တိုက်မပါတဲ့ပညာရေးဟာပညာရေးမဟုတ်ဘူးခုကျွန်တော်စာကြည့်တိုက်မပါဘူးကလေးတွေဖတ်ဖို့နေနေတာသာသင်နေတဲ့ဆရာဆရာမမဖတ်ဘူးအဲ့လိုထုတ်ပြောတဲ့ဆရာဆရာမတွေကိုတွေ့ဘူးတယ်နော်ဆရာကကျွန်တော်တို့စာပေဝါသနာမပါဘူးစာပေဝါသနာမပါဘဲနဲ့ဘာလို့ဆရာလုပ်နေသေးတော့ကျွန်တော်တပည့်တွေကျွန်တော်ပြောတဲ့စကားကျွန်တော်စာသင်တဲ့25နှစ်အတွင်းမှာကျွန်တော်ဂုဏ်ယူဆုံးစကားဆရာလေးပြတယ်ဆိုတော့ဆရာလေးပြလူចောင်းသားစိုးတွေလေးပြဆရာကတော့လေးပြတယ်ဆရာဘာဖြစ်လို့လဲကွာဆရာရေးလဲကြွယ်တယ်ဗျာသူတို့စကားဆရာရေးလဲကြွယ်တယ်ဗျာဆရာမသိဘူးဆိုတာမရှိတော့ဒီနေ့မသိဘူးဆိုဆရာမနေ့ကညသိပြီဆရာကျွန်တော်ဟုတ်တယ်လေဒီနေ့မသိရင်โอเคငါမသိဘူးဒါငါမသိသေးဘူးနေဟုတ်မနေ့ကညရှင်းပြမယ်ခဏကျွန်တော်တနေ့ကုန်ရှာတယ်တော်တော်များများတော့သိပြီးသားကြက်ကြက်ပြန့်ပြန့်အဲ့တော့ကျွန်တော်ကလေးများရဲ့မှတ်ချက်ဒီဆရာရေးလဲကြွယ်တယ်ဗျာကျောင်းဆရာကြွယ်ရမယ်ဗျာမကြွယ်ရင်ကျောင်းဆရာမလုပ်နဲ့အခုတော့မကြွယ်သောသူများကလုပ်တယ်စာဘဝါဒနာမပါသောသူများကလုပ်တယ်ဘာအတွက်လုပ်မှန်းလည်းမသိဘူးလာသာလည်းတော့အများကြီးလည်းမဟုတ်ဘူးရတာတသိန်းနဲ့သိန်းမဲ့လောက်ဆရာလာသာလည်းမဟုတ်ဘူးเนาะကျွန်တော်စကားတွေတော့တားကြီးရှော့ပြီးတော့ပြောထားပါတယ်တကယ်တက်တယ်ပြောရင်တအားနာကုန်ပါဆိုလို့ထားလိုက်တော့အဲ့တော့စာကြည့်တဲ့ကိုဌာပနာခြင်းမရှိတဲ့ပညာရေးဟာပညာရေးမမီဘူးဒါတော့အခုကျွန်တော်တိုင်းပြည်ကျွန်တော်နိုင်ငံကစင်ကာပူကိုရောက်သွားပင်မဲ့အင်ဂျင်နီယာတယောက်ဖြစ်ပင်မဲ့ကျွန်တော်စာအုပ်ကိုငပေါ်စာအုပ်လို့ပြောတဲ့လူတယောက်အသက်ကလည်းမငယ်တော့ဘူးအင်မတန်ညာဖင်းတဲ့ပညာရေးကိုသင်ခဲ့ရတဲ့အတွက်ဒီစကားမျိုးသူပြောထွက်တယ်ကျွန်တော်ပါဇက်ကပြောမထွက်ဘူးကျွန်တော်လူတယောက်ကိုဝေဖန်မယ်ဆိုရင်ကျွန်တော်သေသေးချာချာလေ့လာပြီးမှဝေဖန်မှာအဲ့တော့ဒီပညာရေးကမွေးထုတ်လိုက်တဲ့လူတွေမကောင်းတာတိတ်တော့မထူးဆန်းဘူးလေမကောင်းတဲ့ဝင်းကျင်ကနေမွေးထုတ်လိုက်တဲ့အတိုင်းတာအဲ့တော့နိုင်ငံတကာပညာရေးကဘာလုပ်တယ်လဲဒါလေးတော့ထည့်ပြောမှရဟာခင်ဗျာကျွန်တော်တို့တော့အပြစ်ပြောသွားပြီးတော့နိုင်ငံတကာမှာဘယ်လိုလုပ်တယ်လဲလွယ်လေးအများကြီးတော့မပြောနိုင်တော့ဘူး KG + 12တင်တယ်မူလတန်း6နှစ်အလယ်တန်း4နှစ်ထက်တန်း2နှစ်6 4နှစ်12တန်းတော်ရှင်းတယ်တနေ့ကအင်္ဂါဘလို့ကြာလာပြီးစားတယ်တင်စရာရှိတာတွေတင်တယ်တောက်ကြနေ့မှာစာကြည့်တိုက်ကိုတွားတယ်စာကြည့်တိုက်ကနေစာအုပ်တုပ်အတန်းနဲ့လျော်ညီတဲ့အသက်နဲ့လျော်ညီတဲ့စာအုပ်တုပ်ဘယ်နေလဲတောက်ကြယူသွားစနေဖတ်တနေ့ကနေဖတ်တနေ့လာနေ့မှာအဲ့ဒါကို workshop လုပ်တယ်တယောက်ချင်းပြောဆရာမတယောက်ချင်းဆွေးနွေးတယ်အဲ့ဒီစာအုပ်ထဲမှာပါတဲ့သင်္ကန်းသားတွေကိုတယောက်ချင်းဆွေးနွေးပြီးတော့အယူအဆအတွေးခေါ်လွဲနေတဲ့လူတို့တယောက်ချင်းတက်ပြီးတကယ်တော့ဒါကျွန်တော်အသေးစိတ်ပြောရမှာဒီမှာမပြောနိုင်တော့လူရင်းပြောရင်တော့စင်ဒရဲလာပုံပြီစင်ဒရဲလာထဲမှာမိတွေပါတယ်သမီးချင်းနှစ်ယောက်ပါတယ်စင်ဒရဲလာပါတယ်စင်ဒရဲလာလေးပါတယ်မင်းသားပါတယ်ကပွဲချင်းပါတယ်မိတွေကစင်ဒရဲလာကိုနှိပ်ဆက်တယ်သမီးနှစ်ယောက်ကိုရှေ့တန်းပို့သမီးနှစ်ယောက်ကမင်းသားလေးကမကြိုက်ဘူးစင်ဒရဲလာလေးကိုပဲကြိုက်တယ်တကုရှင်ဖွားကြီးပါဒါနောက်ဆုံးရွှေရောင်ဖနက်ကလေးခြံရင်ခဲ့တယ်ရွှေရောင်ဖနက်လေးစီးကြည့်တယ်တော်တဲ့သူကစင်ဒရဲလာမင်းသားလေးနဲ့စင်ဒရဲလာလေးနဲ့ပေါင်းတယ်ဇလန်တာဆာမမေးတယ်တယောက်ဟေးတားလေးထားပါဦးတားလေးဂျိုးဆက်ဟုတ်ကဲ့ဆာမတားလေးဒီပုံမြင်ထဲမှာဘာဖြစ်ချင်လဲဆာမကျွန်တော်တကုရှင်ဖွားကြီးဖြစ်ချင်တယ်ဆာမမှတ်ချက်ရေးတယ်ဒီကောင်ကသိပ္ပံပညာကိုစိတ်ဝင်စားတဲ့ကလေးတယောက်တကုရှင်ဖွားကြီးဖြစ်ချင်တော်တော်များများဖြစ်တာတော့မင်းသားလေးဖြစ်ချင်တယ်တော်တော်များများဖြစ်တာတော့စင်ဒရဲလာလေးဖြစ်ချင်တယ်ဒါလည်းမထူးဆန်းလာပြီထူးထူးဆန်းဆန်းဟေးဂျက်စမင်စပယ်မာလေးစပယ်ပြူလေးသမီးဘာဖြစ်ချင်လဲကွယ်မျက်နှာညွန့်ညွန့်ငယ်ငယ်လေးနဲ့ဟုတ်ကဲ့ဆရာမသမီးလေးဒီပုံမြင်ထဲမှာမိတွေးမကြီးဖြစ်ချင်ပါတယ်ဆရာမဘယ်သူမှမဖြေတဲ့အဖြေဆရာမချက်ချင်းပဲကွန်ပျူတာကိုတောက်ဆိုနှိပ်လိုက်တယ်ဂျက်စမင်ရဲ့ကိုရေးချင်းကြလာတယ်
သားသမီး9ယောက်ရှိတယ်အဖေကကုံကားမောင်းတယ်အမေကတန်ရှင်းဝန်ထမ်းအဖေကဆေးဆွဲနေတယ်အမေကရက်ဆွဲနေတယ်တပတ်ကို3ခါလောက်ရန်ဖြစ်တယ်မိသားစုမှာ Jasmine ကအကြီးဆုံးခဏခဏအဆူဆက်အရိုက်အနှက်ခံရတယ်ဘယ်ရောက်တော့ရုံမှာသွားကြမလို့ကွန်ပျူတာထဲမှာကုန်ပါပြီသားကြည့်လိုက်ပြီဩသမီးရဲ့မိတွေးမကြီးကောင်းလို့လားသမီးရဲ့မကောင်းပါဘူးဆရာမလောကကိုကောင်းကျိုးပြုသလားသမီးမပြုပါဘူးဆရာမစင်တော်လားလေးပေါ်မှာကျင်နာလားသမီးမကျင်နာပါဘူးဆရာမဘာလို့များအဲ့ဒီလိုစိုးစိုးဝါးဝါအခြေအနေတွေကိုသိရတဲ့နဲ့သမီးကဘာဖြစ်လို့မိတွေးမကြီးဖြစ်ချင်ရတာလဲသမီးရဲ့ဟုတ်ကဲ့ဆရာမမိတွေးမကြီးရလေလောကပေါ်မကောင်းတာမှန်ပေမဲ့စင်တော်လားလေးပေါ်မကောင်းတာမှန်ပေမဲ့သူ့အိမ်မှာတော့ तू ကဘိုးပဲလေဆရာမကလေးမလေးရဲ့ဝေဒနာကိုဆရာမသိသွားပြီ Child psychology လို့ခေါ်တဲ့ကလေးစိတ်ပညာကိုအခြေခံတဲ့ယောဂတစ်ခုကို तू သိသွားပြီ Jasmine ဟာယောဂအနုစားလေးတစ်ခုကိုခံစားနေရတယ်အဲ့ဒါပါလေစိတ်ကြယောဂအိမ်မှာဘိုးကြခံနေရတဲ့ယောဂမှတ်ချက်ရေးလိုက်တယ်နောက်နေ့ကနေစပြီး Jasmine ကို तू ပို၍နှွေးထွေးသောပို၍ကျင်နာသောပို၍ပြုစုဆောင်းရှောက်မှုများဆောင်းရပေးတယ်သင်ကြားမှုတွေကိုပိုပြီးအသေးစိတ်အောင်ဆောင်းရပေးတယ်ကျွန်တော်နိုင်ငံမှာကျတော့စာဖတ်ဖို့အချိန်မရှိဘူးလို့ပြောတယ်စာဖတ်ဖို့အချိန်မရှိဘူးကျောင်းမှာလည်းစာကြည့်လိုက်မရှိဘူးနိုင်ငံကလည်းပံ့ပိုးပေးနိုင်ခြင်းမရှိဘူးထားလိုက်တော့အဲ့တော့သူတို့နိုင်ငံမှာစာဖတ်တယ်ဆိုတာဒီအဲ့ဒီစာဖတ်ခြင်းကနေသင်ကြားပေးတယ်ချုပ်လိုက်မယ်တစ်ပတ်ကိုတစ်အုပ်တစ်လမှာ4အုပ်တစ်နေ့မှာ10လဆိုတော့အုပ်40စနေတန်းဆိုတော့စနေလေးလီ48အုပ်480သူတို့နိုင်ငံမှာမူလာရအလယ်တန်းအထက်တန်းပြီးတဲ့ကျောင်းသားတိုင်းဟာစာအုပ်ပေါင်း400ကျော်ကိုဖြတ်တန်းပြီးတဲ့ဖတ်ပြီးတဲ့ကလေးတွေကြီးပဲတိုင်းပြည်ရဲ့နိုင်ငံရေးအကြောင်းလည်းသိတယ်လူမျိုးရေးအကြောင်းလည်းသိတယ်စီးပွားရေးအကြောင်းလည်းသိတယ်ပထဝီအနေထားလည်းသိတယ်လက်ပလောင်းတောင်အကြောင်းလည်းသိတယ်အေယာဝတီမြစ်အကြောင်းလည်းသိတယ်ရန်ကုန်မန္တလေးအမြန်လမ်းမကြီးအကြောင်းလည်းသိတယ်လူပတယောက်သိတယ်ဆိုတာလည်းသိတယ်ဘယ်ပါတီတွေကတိုင်းပြည်ကိုအုပ်ချုပ်နေတယ်ဆိုတာလည်းသိတယ်ဘယ်ပါတီကအတိုက်ခံဆိုတာလည်းသိတယ်ဘယ်အဖွဲ့တွေကသဘုံဆိုတာလည်းသိတယ်ကျွန်တော်နိုင်ငံကတော့တင်လိုက်တယ်ဒါတော့ကျွန်တော်ခုနပြောတာတင်နေတာလားတတ်နေတာလားနှစ်ချက်ကျွန်တော်ဒီကုန်းချုပ်ပါမယ်နောက်မှဆရာချုံညိုရှိပါတယ်ကျွန်တော်ကိုပြောတာတနားကြီးပြည့်သွားပြီကျွန်တော်ပြောချင်တာ3ချက်အဲ့ဒီ3ချက်မှာ1ချက်ကျွန်တော်တို့ပညာရေးကအင်မတန်အားနည်းခဲ့ပါပြီတီထွင်ဖန်နေမှုရှိတဲ့ပညာရေးကိုကျွန်တော်တို့မသင်ခဲ့ရပါဘူးဝေဖန်ဆန်းစစ်မှုပါတဲ့ပညာရေးကိုကျွန်တော်တို့မသင်ခဲ့ရပါဘူးရှာဖွေတူးဖော်တဲ့ပညာရေးကိုကျွန်တော်တို့မသင်ခဲ့ရပါဘူးနံပါတ်4စာပေဖတ်ရှုလေ့လာမှုအလင်းကင်းတဲ့ပညာရေးကိုကျွန်တော်တို့ဝမ်ပန်တနည်းနဲ့ဖြတ်သန်းရပါတယ်အဲ့ဒီအချက်တွေကအခုဒီကနေ့လူမှုအဝန်းဝိုင်းကိုပေါ်ပေါက်စေပါတယ်အဲ့ဒီလိုဘာမှမသင်ခဲ့ရတဲ့အတွက်ခပ်ပေါ်ဆရာဝန်တွေအသပြာမက်တဲ့ဆရာဝန်တွေပေါ်ထွက်လာပါတယ်လက်ပေးလက်ယူအင်မတန်လှုပ်လို့တဲ့တရားသူကြီးတွေပေါ်ထွက်လာပါတယ်ပြည်သူကိုမဆောင်ရှောက်ပဲလိုင်းကျေကောက်ဖို့လောက်ပဲစဉ်းစားတဲ့စကားမှုတွေအများကြီးပေါ်လာပါတယ်ကလေးတွေရဲ့ပညာရေးကိုဆောင်ရှောက်ရမယ်ဆိုတာကျူရှင်တင်မို့လောက်စိတ်ဝင်စားတဲ့ကျောင်းဆရာမကြီးတွေဆရာမတွေအများကြီးပေါ်လာပါတယ်တိုင်းပြည်ကိုအာဏာသိမ်းပြီးတော့ဗိုလ်ချုပ်ဘုလောက်စဉ်းစားတဲ့စစ်ဗိုလ်တွေအများကြီးပေါ်လာပါတယ်ကျွန်တော်မြတ်တောင်ပြောနေတာမကောင်းတဲ့ပညာရေးကနေမွေးဖွားပေးလိုက်တဲ့လူတွေဖြစ်တဲ့အတွက်အားကိုးစရာလူမယ်မယ်ရရမရှိတော့ဘဲနဲ့ညီတူမြတူပျက်စီးတဲ့ဝင်းကျင်ကြီးတစ်ခုပေါ်ပေါက်လာပါတယ်ဒီနိုင်ငံကိုဥဆောင်ပြီးတော့ဖျက်သွားတဲ့လူရဲ့အုံနောက်ကတော်တော်ကောင်းတယ်ဗျငါဥက္ကဋ္ဌတရားယူမယ်မင်းတို့ကောင်းနေတပြားမယူနဲ့ဒါဆိုအဲ့လူသက်ဆိုးမရှိဘူးဘယ်ကောင်းလက်ချက်နဲ့သေမှမသိအဲ့လူသေမှာဒါပေမဲ့ तू ကတအားတော်တယ်ငါဥက္ကဋ္ဌတဲ့တရားယူမယ်တဲ့မင်းကဒုဥက္ကဋ္ဌ85ယူတဲ့မင်းကအတွင်းမှု90ယူတဲ့ဟိုကောင်တွေကအဖွဲ့ဝင်40ယူတဲ့ဟိုကောင်တွေကအသင်းသားတွေအစိတ်စီ20ယူတနိုင်ငံလုံးတခိုးတွေပြောင်းလုပ်ပလိုက်အဲ့တော့အကုန်လုံးကစိတ်တော်ပြီးခံကြားကြီးပြောင်းလို့ထိုးမယ်လဲလို့ကော तू ပြုံပြုံကြီးငါလဲတခိုးမင်းတို့လဲတဝက်တူတူပဲအေးစေးပဲဒါတော့အဲ့ဒီလူကြီးကဒီနေ့ချိန်ကြီးမြဲတယ်ကျွန်တော်ပြောတာရှင်းတယ်နော်သူတယောက်တည်းစားခဲ့ရင်အဲ့လူကဘယ်သူလက်ချက်နဲ့သေမှမသိသေမှာနော်တအားပတ်နဲ့တယ်သူကအကုန်လုံးခွဲပေးသွားတယ်အကုန်လုံးခွဲပေးသွားတဲ့ခါကျတော့အကုန်လုံးကတိုက်နဲ့ကားနဲ့ခြံနဲ့စိန်နဲ့ရွှေနဲ့ငွေနဲ့ဖြစ်သွားတော့ကတ်တွန်းဆရာမြေစာကကတ်တွန်းဆွဲတယ်လူနှစ်ယောက်ဒီဘက်မှာတိုးရန်နေဖြစ်နေကြတယောက်ကဒီဘက်မှာတိုက်ပုံကြီးနဲ့လူကြီးမင်းတို့ကောင်းနေကွာမင်းတို့ကောင်းနေဒီကိစ္စကိုငါဝင်ပါလို့ရှိရင်ငါပါလာနဲ့မင်းပါတော့မယ်မင်းပါရင်မင်းတပည့်ပါတော့မယ်မင်းတပည့်ပါရင်ငါတပည့်လည်းပါတော့မယ်ငါတပည့်ပါရင်ကတော့တာပဲကောင်းခြင်းရင်တော့ကောင်းဖို့ခက်တဲ့မြေကိုအခြေအနေကိုစိုးစိုးဝါးဝါဖန်တီးလိုက်ကြတယ်ဗမာနိုင်ငံအဆေးအသုံးနိုင်ငံအဖြစ် least developed country လို့ခေါ်တဲ့အဆေးအသုံးနိုင်ငံအဖြစ်
ကြောင်ညာခံခဲ့ရတယ်1980ခွန်အောက်တိုဘာလ29နောက်မကြဘူး88ဖြစ်တယ်ကျွန်တော်15နှစ်အဲ့တော့ကမ္ဘာဆင်းဆုံးတယ်အခုနှစ်20အစိတ်ကြာပြီးတော့ဝန်သားကြတဲ့တင်ကြမင်းတို့နိုင်ငံကမ္ဘာဆင်းဆုံးနိုင်ငံမဟုတ်တော့ဘူးဟာဝန်သားကျောင်းနိုင်ငံဘာဖြစ်သွားလဲမင်းတို့နိုင်ငံကမ္ဘာဆင်းဆုံးနိုင်ငံမဟုတ်တော့ပါဘူးမင်းတို့နိုင်ငံအခု LDC မဟုတ်တော့ပါဘူးတဲ့ဘယ်ကဏ္ဍမှာမှမအောင်မြင်တဲ့အရာရာတွင်းဆုံးကြနေတဲ့ fail state အကုသိုလ်နိုင်ငံကြီးဖြစ်သွားပါပြီခုကျွန်တော်တို့နိုင်ငံကအရာရာတွင်းဆုံးကြနေတဲ့အကုသိုလ်နိုင်ငံဟာဒီလိုငပေါ်စာအုပ်တွေမဖတ်ပါနဲ့ကျွန်တော်အဖေတော့ဒီနေ့ညနေ6 နာရီမှာပဲကွယ်လွန်သွားပါပြီဗျာဟာဟာတဲ့သူများဖေးသေးတာရည်စရာလားခင်ဗျားဗျာသူများဖေးရဲ့နာရီကိုခင်ဗျားဘာဖြစ်လို့ဟာပေးရတာလဲဗျာပြီးတော့ तू ကပေးတယ်လို့ပေးတယ်ကွာဒါပဲတဲ့ဒါပဲဆိုဆဲတာနော်ကျွန်တော်ပါးစပ်ကမထွက်လို့ဒါပဲဆိုဆဲတာမင်းမှာတင်းတန်းကုန်လိုက်သွားတရောင်းစားတယ်ဟာအကောင့်ကြည့်လိုက်တော့လူပုံမပါဘူးအောက်တန်းကြတဲ့ဟာတွေသာရင်းနေတာတင်ထားတာဖုံးကြီးပုံရှိုးတကုံပုံကိုရပုံလုတ်ပုံတတိယလည်းတစ်စက်မှမရှိဘူးအဲ့တော့ကျွန်တော်တိုင်းပြည်ကျွန်တော်နိုင်ငံရဲ့အနေအထားအဲ့တော့ခုနကျွန်တော်ဆက်ချင်တဲ့ဟာကိုလာပြီးဘာသာတရားပေါ်မှာလည်းလေးလေးနက်နက်မရှိဘူးနားလည်းမလဲမြတ်စွာဘုရားရှင်ကတိတ်ဆိတ်နေလိုတာလားဒစ္စကိုနဲ့တွန်းညင်တာလားမြတ်စွာဘုရားဘယ်လိုစံပယ်တော်မူချင်တာလဲတိတ်ဆိတ်စံပယ်တော်မူလိုတာလားဒစ္စကိုနဲ့တွန်းညင်တာလားကဲပဲနဲ့တွန်းညင်တာလားစုံညာပေါက်ကွဲဗျာဘာမှကောက်ကျဆရာတော်ဖေးရမိန်တယ်ရှက်ဖို့ကောင်းတယ်ကွယ်တဲ့မင်္ဂလာသောဖွင့်တဲ့သင်းနဲ့ဖုန်းကြောင့်ဖွင့်တဲ့သင်းတူတူပဲတဲ့ဘုန်းကြီးတိတိလင်္ကာမှာနေခဲ့ဖို့ပါတယ်တဲ့ဓမ္မတေးပါလူတွေရဲ့ကာယဝါဒကိစ္စကလူတွေရဲ့ကိစ္စပါခုတော့တို့နိုင်ငံဘုန်းကြီးကြောင့်ဖွင့်တဲ့သင်းနဲ့ဓမ္မကြောင့်ဖွင့်တဲ့သင်းရက်ွက်ထမှာဖွင့်တဲ့သင်းတူတူပဲဘုံကထိန်လဲတာအိုးစုံညာပေါက်ကွဲလက်ကျစ်စစ်စုလဲတာပို့ဆိုးသေးခြေသုံးကိုတော်ကြီးကဖြူဖြူကျော်သိန်းနဲ့အလဲကနေခဏတော်နဲ့နောက်ဆုံးကဝမ်းစုခိုင်သိန်းနဲ့ချမ်းမြေမောင်ချိုလေးနဲ့မှမလဲရရင်ငါမကြွားဘူးလို့ဗျာဖះမိတ်မြန်ထားသလားမသိဘူးလှုပ်ပုံ9 ပါးသီလား10 ပါးသီလား9 ပါးသီလား10 ပါးသီလားရင်းနေတဲ့ကိုတော်လေးနဲ့တွေ့ရင်ကျွန်တော်ရှောက်ရှင်ဖះနည်းနည်းများတယ်ဗျာဘာဖြစ်လို့တော့တိုင်းပြည်အတွက်ကတပားလောက်ထိန်ကိုရပါတယ်ဗျာဘယ်ပါထိန်ရမှာတော့အဒိဏဒါနာဝေဒမနိသိက္ခာပဒသမာရိယာမိတိုင်းပြည်ပစ္စည်းမခိုးရင်ကိုကောင်းလာပါပြီဗျာကိုတော့ကတော့တခိုးကြီးပဲရှက်လည်းမရှက်ဘူးလာစာ9 သိန်းလာစာလေးက9 သိန်းစီးတကသိန်း900တန်းနဲ့နေတဲ့ညာသိန်း9000ဘန်ထဲမှာသိန်း9000ကုမ္ပဏီက9 ခုဘယ်ရရမိမစိန်တွေကတစ်ဖက်ဖက်နဲ့ရှက်အောင်မလားမသိဘူးကြောက်အောင်မလားမသိဘူးဘာဖြစ်လဲပတ်ဝန်းကျင်ကြီးတစ်ခုလုံးကပျက်စီးသွားတဲ့အတွက်တကယ်လို့သာပတ်ဝန်းကျင်ကကောင်းနေမယ်ဆိုရင်အဲ့ဒီမိမစိန်ကတစ်ဖက်ဖက်နဲ့လုံနေရင်ပတ်ဝန်းကျင်ကြည့်ရမယ်ဟာဟိုမှာလာပြီဟိုမှာတွေ့လားဟိုမှာလေတခိုးမကြီးလားတွေ့လားဟိုမှာယောက်ျားတခိုးကြီးလေဟာသူမိမကစိန်ကတော့တွေ့လားအဲ့ဒီမျက်လုံးတန်တွေကိုမခံနိုင်တာနဲ့အဲ့ဒီမိမစိန်တွေကမပိုင်ရဘူးခိုးတော့ခိုးထားတယ်ဒါပေမဲ့တိမ်ငယ်လေးဟိုနားမှာလည်းလူတော်မတိုးဒီနားမှာလည်းလူတော်မတိုးဟာဒီမှာဆာညီမင်းတို့ကြောက်လာပါပြီဆိုဆာညီမင်းတို့ကဆွတ်တဲ့အစုပ်လေးနဲ့တော့အင်ကြီးနော်လေးနဲ့ဟာဆာညီမင်းတို့ကြိုးတဲ့လူတွေအများကြီးပဲဘာဖြစ်လို့လဲဆာညီမင်းတို့ဆာကြီးစရာချမ်းတော့မချမ်းသာဘူးဒါပေမဲ့ကိုယ်သိက္ခာရှိတယ်ကွာအဲ့ဒီချိန်မှာစိန်တွေကနဲ့လူကဝစ်နေရမှာကိုတော့တိုင်းပြည်ကစိန်တွေကမော့ဆွတ်တဲ့အစုပ်လေးနဲ့ကောင်ဝစ်နေရမခိုးတဲ့ကောင်ဝစ်နေရခိုးတဲ့ကောင်ထောင်းကျွန်တော်ပြောတဲ့တိုင်းပြည်ပြက်နေတယ်ဆိုတာမြင်ပြီလားဘာသာတရားပေါ်မှာလည်းကျွန်တော်တို့လေးနက်မှုမရှိပါဘူးဟုတ်ပြီကျွန်တော်နေကုန်းချုပ်ပါမယ်ပညာဟာအရေးကြီးတဲ့ကြောင့်ဗုဒ္ဓမြတ်စွာဘုရားရှင်ကလွန်ခဲ့တဲ့နှစ်ပေါင်း2500ဟောတယ်ပညာအရေးကြီးတဲ့ကြောင့်ဒီနေ့အမေရိကန်နဲ့အီရန်နဲ့စစ်တိုက်တာကြီးလည်းကျွန်တော်ပြောပြပြီနော်ပြစ်စတဲ့နေရာကိုပြစ်လို့ရနေပြီဗုဒ္ဓမြတ်စွာဘုရားကဟောပါတယ်တဲ့လက်ရတော်ယံရှင်သာရိပုတ္တရာပညာအရာမှာဣတတက်ဖျားပြရင်သူပဲတာဝက80ရှိတယ်ဆိုကိုလက်ဝဲတော်ယံကရှင်မဟာမောက္ကလံတကောအရာမှာဖျားပြရင်သူပဲဣတတက်တရားထိုင်တော်တို့ဘယ်လိုထိုင်တော်လဲလက်ကလေးနှစ်ဖက်ရှက်ပြီးထိုင်ပါလေဗျလက်အနေထားဘယ်လိုထားသလဲကွဘယ်လက်ကအောက်ကညာလက်ကဘောကဘယ်လက်မှနဲ့ညာလက်လက်မှထိပြီးခါးလေးကိုဆန်းဆန်းထားပြီးအသက်ကိုနာသီးပြားမှာရှူပါလေဗျဝင်လေထွက်လေဝင်လေထွက်လေဝင်ငွေထွက်ငွေဝင်ငွေဝင်လေထွက်လေတရားအဆင်ပြေတယ်ဝင်ငွေထွက်ငွေကြောင့်တရားပြောက်သွားဘယ်လက်ကိုအောက်မှာထားပြီးတော့ညာဘက်လက်ကိုပေါ်ထားပါလေဗျအေးအဲ့ဒါဘာအဓိပ္ပာယ်လဲကွတကောရဲ့သဘောတဘာဝသည်မန်ဆောင်ကြတဲ့သဘောရှိတယ်
အာနာရဲ့သဘောတဘာဝသည်မန်ဆောင်ကြတဲ့သဘောရှိတယ်ပညာရဲ့သဘောသည်ထိန်းညှိပေးတဲ့သဘောရှိတယ်ဒါကြောင့်ဗုဒ္ဓမြတ်စွာဘုရားတကောဟာမန်ဆောင်ကြတဲ့သဘောရှိတဲ့အတွက်အောက်မှာထားပြီးပညာနဲ့ထိန်းညှိရမယ်ဆိုတဲ့သဘောကိုအဲ့ဒီတရားထိုင်တဲ့အမှုအရာလေးမှာကလေးကသင်ကြားပေးခဲ့တယ်တကောရာမှာဣတရေရတဲ့ရှင်မောက္ကလံကိုပညာရာမှာဣတရေရတဲ့ရှင်သာရိပုတ္တရာနဲ့ထိန်းညှိပြီးတော့ဘယ်ကဲ့သို့ပဲချမ်းသာဒါပေမဲ့ဒို့နိုင်ငံမှာဒီစကားကိုပြောတဲ့ကရင်မျိုးသားကောင်းဆောင်ကြီးဒါပေမဲ့ဒို့နိုင်ငံမှာ1962ဗိုလ်ချုပ်နေဝင်းတကိုးသမားတွေအာနာသမားတွေခေါင်းထောင်တဲ့အချိန်မှာတို့ပညာသမားတွေအားလုံးကိုချုံရောက်ကုန်တာပဲတဲ့ရှင်းတယ်နော်တကိုးသမားတွေအာနာရတဲ့အချိန်မှာပညာသမားတွေအားလုံးကိုချုံရောက်ကုန်စစ်သက်ရှိရေခင်လူရဲတော်ဝန်ပေါ်လာပြီးစစ်တပ်ကအာနာသိမ်းပြီးတော့တကိုးသမားတွေမှာဆောင်ကြတဲ့အချိန်မှာကိုမင်းကိုနိုင်တို့ကိုချင်းမီတို့ကိုမြာကြီးတို့ကိုကြီးတို့အင်းစိန်ထောင်ရောက်ကုန်တာပဲလေခေတ်ဆက်ဆက်မှာအာနာရှင်တွေဟာဘယ်တော့ခါမှပညာရှင်တွေကိုကြည်ပြူခြင်းမရှိခဲ့ဘူးဒီမိုကရေစီဆိုတာအာနာနဲ့ထူထောင်ရတဲ့စနစ်မဟုတ်ဘူးပညာနဲ့ထူထောင်ရတဲ့စနစ်ပါဒီမိုကရေစီလို့ပြောပြီးအာနာတွေမြဲနေတယ်ဆိုရင်အဲ့ဒါမှားရွံ့တဲ့ဒီမိုကရေစီပါကျွန်တော်ပြောတာရှင်းမယ်လို့ထင်ပါတယ်ဒီမိုကရေစီကပညာနဲ့ထူထောင်ရတာပါအာနာရှင်မို့လို့အာနာတွေပုံနေတာပြဿနာမရှိပါဘူးဒီမိုကရေစီဆိုတာပညာနဲ့ထူထောင်ရတာပညာနဲ့ထူထောင်မဲ့ဟာကိုအာနာစုပုံလိုက်ကြီးရှိနေတယ်ဆိုရင်ဒါကြီးစွာသောလွဲမှားမှုဖြစ်နေပါအဲ့ဒီဒီမိုကရေစီမှာပညာတတ်တဲ့လူတွေကဥမဆောင်နိုင်သေးတဲ့၍အဲ့ဒီဒီမိုကရေစီကလည်းလွဲမှားတဲ့ဒီမိုကရေစီဖြစ်နေပါလိမ့်မယ်ဒီနေ့ဒေါ်နယ်ထရမ့်လို့ခေါ်တဲ့အမေရိကန်သမ္မတဟာသူ့ရဲ့စစ်တပ်ကာကွယ်ရေးဦးစီးချုပ်ဘာညာအဆိုင်ဟက်ကောင်ပြစ်ဆိုရင်ပြစ်ရပါတယ်ဟက်ကောင်ရထားဆိုရင်ရရပါတယ်တတ်တယ်ချီတက်မှာကွာဆိုရင်ချီတက်ရပါတယ်ပြန်ဆုတ်ခဲ့ကွာဆိုရင်ဆုတ်အောင်သမ္မတရဲ့အမိန့်ပါပညာကိုအခြေခံထားတဲ့သမ္မတကအပေါ်ကပေးတဲ့အမိန့်အတိုင်းအောက်ကအာနာသမားများတကူသမားများကဆောင်ရွက်ရပါတယ်ဒါဆိုရင်ဒီကနေ့ကျွန်တော်ပြောတဲ့ခေါင်းစဉ်နိုင်ငံတော်ရဲ့အနာဂတ်ခါတိုင်းပြောတာကအနာဂတ်နိုင်ငံတော်အခုပြောနေတာနိုင်ငံတော်ရဲ့အနာဂတ်ဟုတ်တယ်ခါတိုင်းတော့အနာဂတ်နိုင်ငံတော်အခုကကျွန်တော်ကအနာဂတ်နိုင်ငံတော်အစီအစဉ်နဲ့ကြော်ရမယ်ကျွန်တော်နိုင်ငံတော်ရဲ့အနာဂတ်အဲ့ဒီအနာဂတ်ကိုကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်ကိုဘယ်လိုတစ်ပင်မျိုးစိုက်ချင်တာလဲအရေးဝေတဲ့တစ်ပင်စိုက်ချင်တာလားအစိတ်ဝေတဲ့တစ်ပင်စိုက်ချင်တာလားအစိတ်သီးတွေသီးစေချင်တာလားအရေးသီးတွေသီးစေချင်တာလားကျွန်တော်တို့စိုက်တဲ့အတိုင်းကျွန်တော်တို့ရပါလိမ့်မယ်မကြခင်မှာ2020လာပါလိမ့်မယ်ဘယ်ဖွဲ့စည်းကတိုင်းပြည်အတွက်တကယ်လှုပ်လို့မယ်ဘယ်ကောင်းတော်ကတိုင်းပြည်အတွက်တကယ်အနစ်နာခံတယ်ဆိုတာတော့မှဒီအုံနောက်နဲ့ဒီနှလုံးသားကမသိရင်ကျွန်တော်တို့ဘာဆက်ပြောစရာအကြောင်းရှိမလဲကျွန်တော်ဒီနေ့စင်ပေါ်မှာတနားရီကြောကြောင်ပြောတဲ့စကားမှာဘယ်ပါတီကကောင်းတယ်ဘယ်ပါတီကမကောင်းဘူးလို့တခုံးမှမပါဘူးဟုတ်ပါသလားတခုံးမှမပြောခဲ့ဘူးဒီတိုင်းပြည်ဒီနိုင်ငံမှာနေပြီးဘယ်ကောင်းဆောင်ဟာတိုင်းပြည်အတွက်လိုအပ်ပြီးဘယ်ဖွဲ့စည်းကတိုင်းပြည်အတွက်တကယ်လှုပ်လို့ပါတယ်ဆိုတာတော့မှမသိရင်ကျွန်တော်တို့ကဘာဆက်ပြောရမလဲဒီမိုကရေစီကိုလည်းခဏတော့တောင်းမနေနဲ့တော့ယူလဲယူမနေနဲ့တော့ဒါတော့နိုင်ငံတော်ရဲ့အနာဂတ်ဟာဒီကနေ့ကျွန်တော်တို့နိုင်ငံသားတွေရဲ့အုံနောက်ဘယ်လောက်ထက်မြက်တယ်လဲနှလုံးသားဘယ်လောက်ထိခြုံမြတယ်လဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ရှေ့ဆက်သွားမှာဖြစ်ပါတယ်ဒါကြောင့်ဒီကနေ့ဘုကိုသားများခင်ဗျာကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်အတွက်ဥဒ္ဒချက်တဲတမွဲ့မကပူးပေါင်းပါဝင်ဆောင်ရွက်နိုင်တဲ့နိုင်ငံသူနိုင်ငံသားကောင်းများဖြစ်ကြပါစေလို့ဆန္ဒပြုရင်ဒီကုန်းချုပ်ပါတယ်